1549 ခုနှစ်သူတော်ဟာကောဇာတက္ကရာ1369 ခုသတင်းကျော်လာလေးကျော်12 ရက်နေ့ညရန်ကုန်တိုင်းဒေါဘုံမြို့နယ်အောင်ချမ်းသာရပ်ကွက်နဝရီလမ်းမကြီးဇေယဒုက္ခဆွမ်းလောင်းဓမ္မယုံဟောရင်တော်လာဆွမ်းလောင်းခဲ့သောအောင်မြင်ခြင်းအထိတ်မှန်တဲ့ဈေးဓမ္မဆွမ်းလူတန်းဝဲအကျိုးဓမ္မသဘင်ဖြင့်ဟောကြားအပ်သောဓမ္မသဘင်ဝဲဟောကြားအပ်သောအပေပိတရားလို့အမည်ပေးသောတရားတော်ခရစ်တော်ဘာတရားလဲအပေပိတရားအပေပိဖရာမဟုတ်ဘူးနော်အပေပိဖရာလားအပေပိတရားလားအပေပိတရားလို့ဒီလိုပဲခေါ်စဉ်ပေးကြစို့ဒါကြောင့်တရားတော်ကိုမဟောကြားမိမနာကြားမိမှာတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုသိစွာရှိခိုးပူဇော်ကြရအောင်အားလုံးလက်အုပ်လေးလေးချီမျက်နှာလေးလေးချရုပ်ဘပူဇော်နေတဲ့ဗုဒ္ဓရှင်တော်မြတ်ရဲ့ဂုဏ်တော်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ယေနောဧနကံရှိရှိသ
နမမိဓမ္မယုံပလင်ဥစီကသရဟောရွှေရွှေမြို့ပြည်လည်းရင်ခြေဦးညခါနေ၍အကျဉ်းချင်းကြောလိုက်ရပါတော့သည်မြတ်စွာဘုရားဣတိနာသစ္စာဝဇေနာဤသို့နုသံဟောတို့ပြန်၍ဟောမှစွာပြောဆိုရသောပရမသစ္စာစကားကြောင့်သာတောတရားရှိခင်စိတ်ကောင်းဝိညာဉ်ကုန်သောသင်္တော်စဉ်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရာယ်ပြောင်းပြည့်စီဝါတက်လျက်စေရွှင်နာဝမန္တတာချမ်းသာခြင်းရှိကြကုန်သည်ဟွန်းတို့ဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်တစ်ပါးတို့၏ဆင်းရဲခြင်းစွာသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းတို့ဖြစ်ကြပါစေကုန်သတည်းနေဝယာသာမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းတို့ဖြစ်ကြပါစေကုန်သတည်းနေလောကသာမညိုမမိန်တကိုယ်ရှိ၍ဆိုရိမနောကြောင့်ရပူဆွေကိုကျွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်းတို့ဖြစ်ကြပါစေကုန်သတည်းဟွန်းတို့ရှင်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းသိတဲ့ဘာတရားနဲ့တို့ရတဲ့ပေပိတ်ချင်တာပွင့်နေလားပိတ်ချင်ပြီးတယ်ကျုပ်ကအဲ့ဒါကြောင့်ပေပိတ်ပြီဟမ်လိုက်ဆိုအားလုံးလိုက်ဆိုအိမ်ငယ်ပြေတော့ဟုတ်လားလိုက်ဆိုတော့မကျေလို့ရှိရင်နိုင်ဘက်ပဲဟောပြီးတော့ပြန်သွားမှာကျေလို့ဆိုရင်နိုင်တိုးတော့ဟုတ်လားလိုက်ဆိုတိတရဏငါသီလာမေချစေရံသံဃာယဆွံဝါသင်္ကံလူရန်သောဤကံကြောင့်လူတဝနိဗ္ဗာန်ပုံညာရှိသူမံဩတာလူပဲဂတိမြဲသူလည်းပေမပြန်ပြန်ဆိုမယ်တိတရဏငါသီလာမေချစေတံသံဃာယဆွံဝါသင်္ကံလူဒန်းသောဤကံကြောင့်လူတဝနိဗ္ဗာန်ပုံညာရှိသူမံသောတာလိုပဲဂတိမြဲသူလည်းပေမပြန်သိတရားဘူးလားရဘူးသလားမရဘူးသေးဘူးတိကရဏငါသီလမေချစေတံသံဃာယဆွံဝါသင်္ကံလူရန်သောဤကံကြောင့်လူတဝါနိဗ္ဗာန်ပုံညာရှိသူမံသောတာလိုပဲဂတိမြဲသူလည်းပေမပြန်နဲ့ပါဠိတော်ကြီးတစ်ခုလုံးကို
ခြုံပြီးတော့လင်္ကာလေးတစ်ပုဒ်စီအဲ့ဒီလင်္ကာလေးကိုတစ်ခုချင်းရှင်းပြီးသွားရင်ဒုပရိသတ်ပို့ပြီးတော့ဒါရှင်းနိုင်မယ်ဟုတ်လားပြောဦးစင်းတို့ဒီသုဒ္ဓကြီးကိုပါဠိဟောလိုက်အနက်ပြန်လိုက်မြန်မာပြောလိုက်ဆိုရင်အချိန်ကြီးကဒါပြီးရမယ်ဟုတ်လားဒီတော့ပရိသတ်ရဲ့ဒီလင်္ကာလေးရဲ့နောက်ဆုံးအပိုက်လေးကိုနာကြည့်လိုက်သောတာလိုပဲကြောင်းလူတဝါနိဗ္ဗာန်ပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလည်းပေမပြောင်းနဲ့နိဗ္ဗာန်ပုံညရှိသူမှန်ရဲ့နဲ့မြန်မာလိုပြန်ရင်သောတာပန်ပုဂ္ဂိုလ်လိုပဲအဲ့ဒီပုဂ္ဂိုလ်အပေမသွားတော့ဘူးတဲ့ဟုတ်လားအဓိပ္ပာယ်ကနိဗ္ဗာန်ပုံညာကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်မှန်အဲ့ဒီပုဂ္ဂိုလ်တွေသည်သောတာပန်ပုဂ္ဂိုလ်၏အပေကိုမကြတော့သလိုပဲအဲ့ဒီပုဂ္ဂိုလ်၏လည်းအပေမကြနိုင်တော့ပါဘူးတဲ့ဒီတော့နိဗ္ဗာန်ပုံညာမြန်မာလိုပြန်ရင်ခိုင်မြဲတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တဲ့ပြိဿရဲ့ဘယ်လိုကောင်းမှုရှိတဲ့ပုဂ္ဂိုလ်လဲခိုင်မြဲမြဲတဲ့ပြိဿရဲ့အဲ့ဒီမြဲတဲ့ခိုင်တဲ့ကောင်းမှုကိုလှုပ်ထားတဲ့သူတော်ကောင်းဟာအပေတကားပိတ်သွားပြီတဲ့သောတာပန်ပုဂ္ဂိုလ်လိုပဲဘယ်တော့မှသူလည်းအပေမကြတော့ဘူးတဲ့ဟုတ်လားဒါဆိုရင်နိဗ္ဗာန်ဘုံညာခိုင်နေမြဲတဲ့ကောင်းမှုကုသိုလ်ဆိုတာဘယ်လိုကုသိုလ်တွေလဲနံပါတ်1တိတရဏနဲ့ပရိသတ်ရေမြန်မာလိုပြောရင်တရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်နံပါတ်1ဘယ်လိုပုဂ္ဂိုလ်လဲဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းဒီတရဏဂုံမြဲတဲ့ပုဂ္ဂိုလ်ဒီနံပါတ်1အပေတကားပိတ်တဲ့ပုဂ္ဂိုလ်နံပါတ်1အပေတကားပိတ်တာပဲပုဂ္ဂိုလ်လဲကဲတရဏဂုံဆိုရင်ဒုပရိသတ်တိလောက်ပြီတရဏဂုံဆိုတာဘာကိုပြောတာလဲတရဏဂုံဆိုတာပရိသတ်ရဲ့တရဏဂုံ3ပါးဆိုတာသိတယ်မို့လားပါဠိတော်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိမြန်မာလိုပြန်ရင်ပရိသတ်ရဲ့ဖရာကိုယ်သာကိုယ်ွယ်ရာအာဒယာမိကိုပုံအောင်ရာတရားသီသာကိုယ်ွယ်ရာအာဒယာမိကိုပုံအောင်ရာသံဃာသီသာကိုယ်ွယ်ရာအာဒယာမိကိုပုံအောင်ရာဟူ၍သိမှတ်ပါ၏ဟုတ်တယ်မို့လားပြောဘုရားတရားသံဃာယရဏမြတ်3ပါးကိုတရဏလို့ခေါ်တယ်ဘာလို့ခေါ်လဲတရဏကိုယ်ွယ်ရာအာကိုရာမိကိုရာပုံအောင်ရာခမနအဲ့ဒီကိုယ်ွယ်ရာမိကိုရာပုံအောင်ရာကိုဘာလို့ကလေးယုံကြည်စွာစိတ်ကကိုယ်ွယ်လိုက်တာဒီတော့တရဏခမနဆိုတဲ့ပါဠိကိုမြန်မာပြန်လိုက်တော့ကိုယ်ွယ်ရာမိကိုရာပုံအောင်ရာဖြစ်တဲ့ဘုရားတရားသံဃာယရဏမြတ်3ပါးကိုမိကိုကိုယ်ွယ်ပူဇော်လိုက်တယ်ဆိုရင်အဲ့ဒါတရဏဂုံလို့ခေါ်မယ်ဟုတ်ပြီလားပြောပြလိုက်တရဏဆိုတာအဲ့ဒါလေးကိုအရင်ရှင်းကြည့်လိုက်မြန်မာလိုပြန်ရင်ကိုယ်ွယ်အာကိုရာဟုတ်တယ်လေဒါဆိုရင်ကိုယ်ွယ်ရာအာကိုရာဆိုတာတရဏဆိုတာကိုယ်ွယ်ရာအာကိုရာဆိုရင်အလုံးသောဒုတိယနာပရိသတ်ပေါင်းသူတော်ကောင်းတွေဖရာကိုကိုယ်ွယ်ရင်အာကိုရင်မိကိုရင်ဗုဒ္ဓတရဏဂုံတရားကိုကိုယ်ွယ်ရင်အာကိုရာမိကိုရာဘုံအောင်ရာလို့သတ်မှတ်ရင်ဓမ္မတရဏဂုံသံဃာကိုကိုယ်ွယ်ရာမိကိုရာဘုံအောင်ရာလို့သတ်မှတ်ရင်သံဃာတရဏဂုံနဲ့အဲ့တော့တရဏဂုံဆိုတာပြိဿရဲ့အရက်ထဲမှာနားရင်နေပြီဟုတ်တယ်မို့လားဘုရားတရဏကိစ္ဆာမိဒုပရိသတ်ကလေးလေးတွေကမရခဲ့ဘူးလားဓမ္မတရဏကိစ္ဆာမိသံဃာတရဏကိစ္ဆာမိဆိုနေတယ်ပြိဿရဲ့လွယ်လွယ်လေးရတဲ့အခါဆိုရင်တော်တော်များများလူသားတွေဟာတန်ဖိုးသိမထားတတ်ဘူးထားတတ်ရဲ့လားပြိဿရဲ့အလွန်လွယ်ဟောဒီဘုရားတရားသံဃာယရဏမြတ်3ပါးကိုတရဏကိုယ်ွယ်အာဒယာမိကိုပေါ်ရဟု၍ကိစ္ဆာမိယုံကြည်ပါ၏ပြမပါ၏စိကပါ၏အာကိုပါ၏ဆိုတဲ့ဒီတရဏဂုံ3ပါးလေးကလွယ်လွယ်လေးရပြီမဲ့တသလုံးအဲ့ဒီတရဏဂုံမြဲပါမယ်ခိုင်ပါမယ်မဖောက်ပြန်ပါဘူးလို့လူသားတိုင်းအာမခံနိုင်မခံနိုင်ခံနိုင်မှာမလား
တပည့်တော်ဒီဘုရားကလွဲရင်ကျန်တာဖွဲနဲ့သကွဲပါပဲတရားကလွဲရင်ကျန်တာတွေဖွဲနဲ့သကွဲပါပဲသံဃာကလွဲရင်ကျန်တာတွေဖွဲနဲ့သကွဲပါပဲလို့တို့ပြိဿပြောရသလားပြောရင်အိမ်ကလက်စင်ကြီးဖြုတ်ချလိုက်တော့ကဲပြောရသလားအစာတော်ကတော့ဘုရားတရားသံဃာယရဏမြတ်သုံးပါးသာလင်တရဏကိုယ်ွယ်ရာဆိုရင်လည်းဒါပါပဲအာကိုရာဆိုရင်လည်းဒါပါပဲမိခိုရာဆိုရင်လည်းဒါပါပဲပုံအောင်ရာဆိုရင်လည်းဒါပါပဲတဖြည်းနဲ့ခေတ်ကလေးကပြောင်းလာစီးပွားရေးလေးကကျက်တဲလာပြီဆိုတဲ့အခါကျတော့ထွက်ပေါက်ကလေးတွေရှာလာပြီဖဲသမားကလည်းသူ့ဟာသူဖဲတာရိုက်တာပြိဿကြီးအိမ်မှာတော့နည်းနည်းလေးတော့သူအကတံပါကတံလေးတော့လုပ်သွားတာပဲဟုတ်လားဖဲသမားကပြိဿကြီးဖဲရိုက်သွားတဲ့အခါမှာဘုရားကိုသူရှိခိုးခြင်းမှရှိခိုးမယ်အိမ်မှာတင်ထားတဲ့ကြော်ဝဲကိုပွဲလေးထဲမှာတထောင်တန်လေးတည်းဆိုင်ပြီးမာသဘာဆိုတော့ကဲပြိဿကြီးဘာတရဏဂုံဖြစ်သွားပြီဘုရားတရားသံဃာယရဏမြတ်သုံးပါးလွယ်ပြီးတော့ပွဲကြီးကိုတင်တဲ့ပွဲတရဏဂုံအဲ့ပွဲနောက်မှာဘာတွေရှိတယ်ဆိုတော့ကျုံမပြောတော့ဟုတ်တယ်မဟုတ်လားအဲ့တရဏဂုံသုံးပါးပြိဿကြီးညင်းတဲ့ခိုင်နေဆိုတာအမတ်တမတ်ကြီးလွယ်လိုက်တာလို့ထင်စရာမကောင်းဘူးလားပရိသေအဲ့ဒီတရဏဂုံသုံးပါးသည်ဗုဒ္ဓဘာသာတို့ရဲ့အသက်ပါပဲအဲ့ဒီတရဏဂုံသုံးပါးကိုခံယူလိုက်ရင်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဗုဒ္ဓအဆုံးအမကိုခံယူလိုက်တဲ့ဗုဒ္ဓသာသနာဝင်ဖြစ်တယ်တဲ့ဗုဒ္ဓသာသနာဝင်ဖြစ်နေတဲ့ဗုဒ္ဓဘာသာဝင်တယောက်ဒီဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုတကယ်ပြတ်သားစွာယုံကြည်တဲ့တတ္တတရားရှိတယ်ဆိုရင်တော့ကျန်လေကိုယ်ွယ်တရားကိုရှာစရာမလိုတော့ပါဘူးလူသေးရဲ့လားမလိုတော့ဘူးလေပြိဿကိုယ်ွယ်တယ်ဆိုတာကပုံအောင်တာဘာကိုလဲဟောဒီလောကကြီးမှာကြုံရမယ့်ဒုက္ခဘဝတဏ္ဍာမှာကြုံရမယ့်ဒုက္ခတွေကနေပြီးတော့အာကိုရအဖြစ်နဲ့ပြီးခိုးပုံအောင်တာဒီတော့ဘုရားတရားသံဃာယရဏမြတ်သုံးပါးရှိနေပါလျက်ကိနဲ့အခြားသောကိုယ်ွယ်ရာကိုရှာပြီးဆိုလို့ရှိရင်ပြိဿရဲ့ကိုယ့်ဟာကိုယ်သိတယ်ဘယ်သူမှမပြောနဲ့လင်နဲ့ကိုယ့်ဟာကိုယ်ပဲလင်လို့ရမယ်ဟုတ်တယ်မလားကဲဒုပရိသတ်ဘုရားတရားသံဃာယရဏမြတ်သုံးပါးကလွယ်ပြီးတော့ကိုယ်ွယ်ရာမရှာတဲ့ပုဂ္ဂိုလ်ဒီထဲမှာပါလားအနည်းဆုံးအိမ်မှာနှစ်အောင်သီးလေးတော့မရှိဘူးလားအဲ့ဒါကထားလိုက်တော့ဒါကဟာဒီမျိုးတို့မိဘရိုးရာလက်ထက်ကဖြစ်တယ်နော်ဦးဇင်းတို့အဲ့ဒါကိုအပြစ်မပြောသေးဘူးမိဘရိုးရာလက်ထက်ကကိုးကွယ်ခဲ့တဲ့နှစ်အောင်သီးလေးမို့လို့မပြစ်နိုင်လို့ကိုးကွယ်တယ်ရာလေးတဲ့တရဏဂုံတော့မပြတ်သေးဘူးသို့တော့အဲ့ဒီတရဏဂုံကနည်းနည်းလေးတော့ညှိုးလာတယ်ဘာဖြစ်လာလဲဟောဒီပန်လေးပြိဿနန်းနေမလာဘူးမနက်ဖြန်ဒီချိန်လာကြီးညှိုးသွားရင်လှပါအောင်အဲ့ဒီလိုပဲမိမိတို့ရဲ့တရဏဂုံကဘုရားတရားသံဃာယရဏမြတ်သုံးပါးကနေပြီးတော့တခြားသောအာကိုရရဲ့အပေါ်မှာသက်ဝင်ယုံကြည်လိုက်ပြီဆိုတာနဲ့ကိုယ်တရဏဂုံကနည်းနည်းလေးတော့ညှိုးလာပြီကြွေတော့မကြွေသေးဘူးဟုတ်ရဲ့လားဘာဖြစ်လို့ညှိုးလာလဲကိုယ်မှာဘုရားရှိတယ်လေတရားရှိတယ်လေသံဃာရှိတယ်ဒီယရဏမြတ်သုံးပါးသာလေအာကိုရအစစ်ကိုယ်ွယ်ရအစစ်ပါလို့ခံယူထားတဲ့စိတ်ဓာတ်ပြတ်သားရင်အဲ့ဒီအုံလေးလေးပေါ်မှာအာယုံဆိုင်เสียလိုသေးရဲ့မလိုတော့ဘူးဟုတ်လားပြောမပြတ်သားဘူးဘုရားတော်တရားတော်သံဃာတော်ဟုတ်တာပေါ့လေဒါကလည်းမလို့လို့မဖြစ်ဘူးဆိုတော့နည်းနည်းတော့ညှိုးလာတယ်ဟုတ်လားအဲ့ဒီလောက်ညှိုးရင်တော်သေးတယ်ဟောဒီဘုရားတရားသံဃာယရဏမြတ်သုံးပါးကဘယ်အချိန်မှကျိုးပင်မှမသိဘူးခုနလေးကဘိုးတော်ကြီးကိုသွားပြီးတော့ပသပူဇော်ရတာကမှနှလုံးလေးပေါက်ရင်ပေါက်အောင်မှာဆိုတော့ပြိဿရဲ့ဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုဘေးကပ်ပြီးတော့ဘိုးတော်ကြီးရှိပွဲသွားထိုးပြီးဆိုရင်အဲ့ဒီတဏ္ဍာကနည်းနည်းညှိုးရွာကနေပြီးတော့တကယ်ရွက်လေးတွေတိုင်းတော့ကျွေတော့မယ်နီးနာပြီဟုတ်တယ်မဟုတ်လားဘာဖြစ်လို့လဲသူဟာဘုရားကိုအားကိုးပြီးတော့နှလုံးမထိုးဘူးတရားကိုအာကိုပြီးနှလုံးထိုးတာမဟုတ်ဘူးသံဃာကိုအာကိုပြီးနှလုံးထိုးတာမဟုတ်ဘူးဘုရုကိုအာကိုထိုးတာဘိုးတော်ကြီးအာကိုမယ်လက်စင်ကြီးအာကိုမယ်ပြိဿကြီးတခါတဲ့ဘာပုဂ္ဂိုလ်ညာပုဂ္ဂိုလ်ဆိုရင်ဒုပရိသတ်မသွားဘူးမို့လားသွားသေးလားခုခေတ်တည်းကလေတကယ်ကြီးရတယ်လားသွားလိုက်တာတခါလေဟာဆိုင်ကားသမားကဘုန်းကြီးဝဲသင်္ကန်းဝဲဘုန်းကြီးဝဲလို့ပြောတာတော့ခက်ပါလားသင်္ကန်းဝဲတိုင်းဝဲရှိထားကိုယ်နေတပြည့်ပြည့်ဝါပြီးတော့ပေါက်တက်ကရကြီးပြောနောက်ကစလုံးတွေအကုန်လုံးလိုက်မှအင်းရောင်းရင်တခါလေအဲ့ဒီစလုံးတွေအကုန်လုံးတလုံးရင်လိုက်ကောက်ပြီးဘုရားထိုးမှမသိဘူးပြိဿအဲ့တော့ပြိဿဒီခေတ်ကြီးထဲမှာတရဏဂုံဟာရိုင်နဲ့ခေဘာလဲခေလဲတရဏဂုံမရိုင်ဘူးလား
မိမိမှာဘုရားရှိတယ်တရားရှိတယ်သံဃာရှိတယ်ငါဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဒီတိုင်းပွားများနေမယ်ဟောဒီတရားတော်ရဲ့ဂုဏ်တွေအာယုံပြုပြီးတော့ငါဒီရှုနိုင်တာလေးရှုမှတ်လိုက်မယ်သံဃာတော်ရှင်မြတ်တွေရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ငါဆွမ်းနိုင်တဲ့ဒါနသီလကောင်းမှုလေးပြုလိုက်မယ်အဲ့ဒီကံလေးအာကုပြီးတော့ငါနှလုံးထိုးမယ်လို့ဘယ်တစ်ခါများစိတ်ကူးမိတယ်လဲကဲစိတ်ကူးမိတယ်မိဒီနှလုံးသွင်းထိုးတဲ့လူတွေကဘုရားတရားသံဃာယရဏမြတ်သုံးပါးနဲ့နီးနီးကက်ကက်နေပြီးထိုးတာတရားမှမရှိဘူးတခါတဲ့အရှက်မရှိကိုယ်တိုင်ဂုဏ်တော်မပွားဘူးသူများပွားတာတော့သွားပြီးတော့ဘေးကြီးရဲ့မာသာပါအဘာကြီးရဲ့မာသာပါပုဂ္ဂိုလ်ကြီးရဲ့ကေတော်မူပါကွဲနေပြီကွဲလာပါပြီနဲ့ပြောနေတာသူတို့ကွဲတာတခါမှလည်းရတယ်တခါမကြောင်ဟုတ်လားအဲ့တော့ပြိဿတရဏဂုံဟာဒီခေတ်ထဲမှာမရိုင်းဘူးလားရိုင်းနေဒါကြောင့်ပြိဿရဲ့တရဏဂုံရဲ့ဒါနောက်ကြမှာကြဲကြဲဟောလို့ရမှာဒီနေ့ကအများကြီးဟောရမှာခင်ဗျားတို့ရဲ့အကြောင်းကိုနောက်လာကြတဲ့ချက်ဟောရမှာဆိုတော့တရဏဂုံအကြောင်းကိုရိုးရိုးလေးပဲပြောလိုက်ဟောဒီပန်းလေးတစ်ပွင့်နဲ့နှိုင်းလိုက်မိမိဒီဘုရားတရားသံဃာယရဏမြတ်သုံးပါးကလွင်ကျန်တာဘာမှအာယုံမပြုဘူးမကိုးကွယ်ဘူးဆိုရင်ဟောဒီပန်းလေးအမြဲတမ်းလမ်းပြီးတော့လှနေတယ်လို့ပဲကိုယ်နှလုံးသားတွေကတရဏဂုံလေးကအမြဲတမ်းလမ်းနေလှနေမယ်ဟုတ်ပြီလားဓမ္မမဟုတ်ပဲနဲ့ဘုရားကလည်းဘုရားတရားကလည်းတရားသံဃာကလည်းသံဃာပြစ်တော့မပြစ်ပါဘူးတဲ့ထားလိုက်အောင်မယ်ဟောဒီကမှလည်းပဲပုဂ္ဂိုလ်ကြီးတွေတန်းစီပြီးတော့ကိုယ်ွယ်အောင်မှဖြစ်မယ်သူတို့ကလည်းငါတို့ကိုစောင့်ရှောက်နေတယ်လို့ကိုယ်ွယ်ရာတွေတိုးလိုက်ပြီးဆိုရင်ဟဲ့ကြက်သားတဲ့ယုံကြည်မှုဟုတ်သေးရဲ့မဟုတ်တော့လေအာမမနာဘုရားကြီးဘိနာထားပြီးတော့ဒီမှာဘိုးတော်ကြီးနဲ့ငုတ်တုတ်ကြီးထားတယ်ဆိုကြတဲ့ကပြိဿသူကလည်းစောင့်ရှောက်တယ်ဆိုရင်ယုံကြည်မှုမရှိဘဲနဲ့လုပ်ပါမလားအဲ့ဒါဆိုရင်အဲ့ဒီဟာပန်းကြီးနည်းနည်းညှို့သွားသလိုပဲတရဏဂုံညှို့လာပြီဟုတ်ပြီလားမိမိရဲ့ဘုဇင်ပေါင်းစားဘိလက်တက်ကကိုယ်ွယ်ခဲ့တာမလို့ကိုယ်ွယ်တယ်ဆိုရင်လည်းတရဏဂုံနည်းနည်းတော့ညှို့လာပြီတရဏဂုံမပြတ်သေးပါဘူးအေးအဲ့ဒီလိုမှမဟုတ်ပဲနဲ့အမလီတော်ရွတ်လိုက်ရတဲ့ဘုရားတရားသံဃာဂုံလေးဘာတစ်ခုမှလည်းမပေါက်သေးဘူးဟောဒီပုဂ္ဂိုလ်ကြီးပေးလိုက်တဲ့အိမ်မညာထိုးလိုက်မှပေါက်တဲ့တော့ကဲမတက်နိုင်ဘူးဒီပုဂ္ဂိုလ်ကြီးပဲပူဇော်ပသတော်မယ်ဆိုရင်တော့သွားပြီပြိဿကြီးအဲ့ဒီပန်ညှို့ယုံနေမှုအောက်ကိုတကားကြီးပဲကြသွားပြီတဲ့တရဏဂုံပြတ်သွားပြီဟုတ်ရဲ့လားပြီးတော့တရဏဂုံခိုင်နဲ့မြဲတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကဘယ်စုအထိပေးထားလဲသောတာပန်ပုဂ္ဂိုလ်ဤအပင်မလားတော့တယ်လို့ပဲတရဏဂုံမြဲတဲ့ပုဂ္ဂိုလ်ဤအပင်လားသေးရဲ့လားတရဏဂုံခိုင်တဲ့ပုဂ္ဂိုလ်ဤအပင်လားသေးရဲ့လားဒါကကျုပ်တို့ဗုဒ္ဓဘာသာချင်းချင်းပူဇော်ခြင်းနဲ့ပတ်သက်လို့ပြောတာနောက်ထပ်တရဏဂုံပြည့်စရာအကြောင်းကပြိဿရဲ့အမျိုးသားတယောက်အမျိုးသမီးတယောက်မိမိဘာသာမဟုတ်တဲ့ဘာသာကြားကိုလက်ထပ်လိုက်ပြီးဆိုရင်ပြိဿအဲ့ဒီဘာသာကြားရဲ့အယူဝါဒမှိုင်းနေဟာသူ့နှလုံးသားမှာဝင်မလာဘူးလားဝင်လာပြီပြိဿရဲ့ကျတို့ဗုဒ္ဓဘာသာတွေဘလောက်မာတယ်ပဲပြောဘာသာကြားနဲ့လက်ထပ်သွားတဲ့မိန်းကလေးဘာသာကြားနဲ့လက်ထပ်သွားတဲ့ယောက်ျားလေးတော်တော်များများဟာဗုဒ္ဓဘာသာကိုခြေစုံကပ်ပြီးတော့ဟိုဘက်ပါသွားတာပဲများပါလေကဲအဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားထဲမှာဘာသာကြားကိုလက်ထပ်လိုက်ပြီဆိုတဲ့တရဏဂုံရှိသေးရဲ့လားမရှိတော့ဘူးအဲ့ဒီတရဏဂုံကြတော့ပြိဿညှိုးတဲ့အဆင့်ကိုမရောက်ဘူးတခါတည်းကိုပုတ်ပြတ်သွားပြီဟုတ်တယ်မလားပြောပြိဿတရဏဂုံဟာခိုင်နေမြဲတယ်လို့အာမခံရဲဖို့ဆိုတာလောကဓာတ်တရားတွေနဲ့ဆင်းရဲတယ်နဲ့မကြုံတော့ပြောရင်တော့မရနိုင်ဘူးလားလောကဓာတ်တရားတွေနဲ့ဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံလာရင်လည်းပဲဗုဒ္ဓဘာသာကိုခြေစုံကမ်းပြီးတော့ဘုရားတရားသံဃာယရဏမြတ်သုံးပါးသာလည်းရင်တပည့်တော်အတွက်အာကိုရပါပဲလို့ပြောနေတဲ့ပုဂ္ဂိုလ်ကြီးအစကတော့ဘုရားနဲ့ပြိဿရေလောကဓာတ်လေးပြီးစီလို့ဆင်းရဲတာလေးနှိမ့်ဆက်လာတဲ့အခါချမ်းသာရင်ပြီးရောဆိုပြီးတော့ကလားနောက်လိုက်တော့ဘုရားကနေကလားဖြစ်တတ်တယ်ကဲအဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားမှာတရဏဂုံဟာဘာကြံအောင်မှာမကြံတော့ဘူးနော်ဒါကြောင့်သတိထားဖို့မကောင်းဘူးလားဒါကြောင့်တရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်ဟာအပေတကားပိတ်တယ်ဆိုတော့မြတ်စွာဘုရားကလွယ်ပြောင်နဲ့ခတ်လို့ကိုမင်းနေတာဒီတော့ဒီလိုပဲဘုရားနဲ့တို့ဗုဒ္ဓဘာသာဝင်တွေမိန်းကလေးတွေယောက်ျားလေးတွေတော်တော်များများကဘာသာကြားတော့ပါသွားတာမရှိဘူးလားကဲအဲ့ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေရှိလို့တရဏဂုံခိုင်တဲ့မြဲတဲ့ပုဂ္ဂိုလ်ဟာအပေတကားပိတ်တယ်လို့မြတ်စွာဘုရားကရင်းကြီးစုပေးထားခဲ့တာဟုတ်လား
ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းနေသရဏဂုံမြဲခြင်းလားခိုင်ရင်လားမြဲခြင်းခိုင်ရင်တော့ပရိသတ်ကြီးကိုယ်ွယ်ရတဲ့အများကြီးမရှာကြပါနဲ့လောကရန်တရားတွေကြုံလာရင်ထွက်ပေါက်အရှာမမာကြပါနဲ့အဲ့ဒါဆိုရင်သရဏဂုံမြဲဖို့ခိုင်ဖို့မသေးကြတော့ဘူးလားဒါကြောင့်သရဏဂုံမြဲတဲ့ပုဂ္ဂိုလ်တွေအပေတကားသိပါတယ်တဲ့ပရိသတ်ကြီးသရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရင်ဘာဖြစ်မလဲအပေတကားသိမယ်ဒီတော့အပေတကားသိဖို့ရန်အတွက်မကြိုးစားရင်ပေါ့နေရင်ပရိသတ်ရဲ့ခတ်တယ်ထင်တယ်လို့ကြိုးစားရင်မလွယ်ဘူးလားလွယ်ပါပြီပရိသတ်ရဲ့တဘဝတစ်နှစ်စာကျွတ်တို့ခမရတို့နောက်ထပ်နေရရင်နှစ်ပေါင်းဘယ်လောက်နေရမှာလဲဟုတ်လားလောကမှာဆင်းရဲလို့ဆိုပြီးတော့ပရိသတ်ရဲ့ကိုယ်ွယ်ရတယ်မှားသွားမယ်လောကမှာဆင်းရဲချက်တွေနဲ့လို့ဆိုပြီးတော့ကိုယ်ဘာသာခြေစုံကံပြီးဘာသာကြားကိုထင်းမြလက်ထပ်လိုက်မယ်ဆိုတဲ့အောက်တန်းကြတဲ့စိတ်ဓာတ်သာဝင်သွားပြီဆိုရင်ပရိသတ်ရဲ့အဲ့ဒီတရဏဂုံဟာခိုင်မမလားဒီတော့ပရိသတ်ရဲ့ဘယ်လိုလောကရန်နဲ့ကြုံကြုံဘယ်လိုဆင်းရဲမျိုးစုံနဲ့ကြုံကြုံဟောဒီတရဏဂုံကိုခြေစုံမကမ်းမဲနဲ့နှလုံးသားထဲမှာအမြဲတမ်းဘုရားရှိရင်အမြဲတမ်းတရားရှိရင်အမြဲတမ်းသံဃာရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသားမှာတရဏဂုံမြဲပြီးတရဏဂုံခိုင်ပြီးတရဏဂုံမြဲခိုင်တဲ့ပုဂ္ဂိုလ်ဒီအတွက်ဘုရားရှင်ကိုယ်တော်မြတ်ပြီးလိုက်တာကသောတာလိုပဲဂတိမြဲသူလည်းပေမပြန်နဲ့သောတာပန်ပုဂ္ဂိုလ်ရဲ့အပင်၄ပါးကိုမရောက်တော့သလိုပဲအဲ့ဒီတရဏဂုံခံအောင်မြဲအောင်ကျင့်သွားတဲ့ပုဂ္ဂိုလ်တွေနဲ့အပင်၄ပါးတကားပိတ်ပါပြီတဲ့အပေပိတ်တဲ့နံပါတ်1ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်လဲတရဏဂုံမြဲတဲ့ပုဂ္ဂိုလ်ဒါကြောင့်တိတရဏငါသီလမေချသယေတံနဲ့နံပါတ်2အပေတကားပိတ်တဲ့ပုဂ္ဂိုလ်ကပရိသတ်ရဲ့၅ပါးသီလသေတိတိုင်အောင်မြဲတဲ့လုံခြုံတဲ့ပုဂ္ဂိုလ်တဲ့ဗျာ၅ပါးသီလပါတယ်လေ၅ပါးသီလကိုမြဲတဲ့လုံခြုံတဲ့ပုဂ္ဂိုလ်ပရိသတ်ရဲ့လူသီလဘယ်လောက်ရှိသလဲတို့ပရိသတ်ခါဝတ်ခဇိုခါဝတ်ထမင်းတို့အမြဲမြဲနေရမယ်သီလဘယ်လောက်ရှိလဲဩအများကြီးပဲနော်ယဟန်ဒီမှာဘယ်နှပါးရှိလဲဘယ်နှပါးရှိ229သွဲအကျင့်အပြည့်ဂရေ900ပြီးတော့တခါတခါမှာပြိဿကြီး229သွဲတွေကနေ5ပါးနှုတ်ကြည့်တာဘယ်လောက်ကျန်လဲဟောကြည့်နှုတ်တာလေးကိုနည်းနည်းမလို့ကျုပ်ကနှလုံးပေးနေတဲ့ဘုန်းကြီးဆိုရင်ဟောပြူကြည့်ကြနှုတ်တွတ်ပါနဲ့ပြောမှာဟုတ်လားကဲ229သွဲတွေက5ပါးနှုတ်လို့ဘယ်လောက်ကျန်လဲ222မနေ့ကကောက်မနေနဲ့ဟုတ်လားအမှန်ပြောတာနော်အတိတ်ပေးတာမဟုတ်ဘူးဟုတ်လားအဲ့တော့ပြိဿ222သွဲကွာနေသေးတယ်ဒါတော့မှလေတချို့ကကိုယ်ရှိတဲ့5ပါးမေ့ပြီးတော့ဟို229သွဲနှံ့ဖိုက်သေးတယ်ဟုတ်လားဘုန်းကြီးကွာတိကကိုမရှိဘူးကိုယ်ရှိတာကြတော့5ပါးပြည့်အောင်မနေရင်ရတယ်အဲ့တော့ပြိဿ5ပါးသီလကိုစောင့်တည်ရတယ်ခံယူရတယ်မစောင့်တည်ဘူးလားစောင့်တည်တယ်မခံယူဘူးလားကဲအဲ့ဒီ5ပါးမကြိုးအောင်မပေါအောင်မပြောင်းမကြားအောင်ကျင့်သုံးသလားလို့မေးရင်ရဲရဲဖြေကြည်စမ်းဘာနာတိပါတာပရိသတ်ရေဝေရမဏိသိက္ခာပဒသမာဓိယာမိယမလူလေးပြန်ကြည့်စမ်းသူအတ္တလည်းမတတ်ပဲအမြဲရှောင်ခြင်းမြည်ဆန်းတိုင်းလားအပိတိုင်းလားအမြဲတမ်းဟုတ်လားသူ့အတ္တကိုအမြဲရှောင်ခြင်းနဲ့တို့ဘုရားဘာသာတွေမကောင်းဘူးလားဘာဘာနာတိပါဒဝေရမဏိသိက္ခာပဒသမာဓိယာမိသူ့အတ္တလည်းမတတ်ပဲအမြဲရှောင်ခြင်းမြည်နံပါတ်1သိက္ခာဘုတို့ပရိသတ်လုံကြတယ်မို့လားလုံတာဘောချုပ်ကယုံတယ်တို့ပရိသတ်ဆင်တတ်တာနွားကြာညင်းဟာဝေရမဏိသိက္ခာပဒအဝိဇ္ဇိကကိုရှောင်တာဟုတ်တယ်ကျုပ်ကသိတယ်အဲဒုပရိသတ်မျက်နှာလေးကြည့်လိုက်တယ်တကယ်ရှောင်တဲ့ပုဂ္ဂိုလ်တွေကဲတူတူလေးမိမယ်ချင်းကျဘိုးတန်းပျော်စိတ်ဟုတ်ပြီခုနကတော့မြိုင်ပါလေခုဘာလို့မမြိုင်တော့လဲရီပဲနေတယ်ဗါလဲပြုံးနေရင်ဗါလဲတတိထားပြုံးတော့ပြုံးနေပြီဒုပရိသတ်ချင်းသက်သလားမသက်တော့ပါဘူးဟုတ်တယ်မလားခုချွတ်ပေးတာဟုတ်လားဟမ်
ချင်းနေကြဝိသန်နေပယောစိတ်တိကြတော့ဒုပရိသကဝေရမဏိသိက္ခာပဒံတခါတခါကြတော့တပည့်တော်တို့မနေနိုင်လို့ဆော်လိုက်မိပါတယ်ဥပမာပေါ်လေဒုပရိသအခုနော်တရားနာနေတယ်တရားဝဲပြန်မှပဲအစာပြေလေးစားဖို့ဆိုမုံလေးတစ်ခုကိုဒုပရိသကြောင်ရင်နဲ့ထဲခဲ့မယ်ဆိုကြပါတော့အဲ့ဒီမုံလေးအိမ်ပြန်ရောက်ရင်ပယောစိတ်တိရရင်းညောင်ဝိုင်းစားနေပြီဆိုရင်ပြန်ရောက်ရင်ကျွေးပြစ်မှလည်းဘာလုပ်ပြမလဲစားကြပါဟဲ့နင်တို့လည်းဆာမှာပေါ့ဆိုတော့ကျွေးပြစ်ပါမလားဘာလုပ်လဲအမလီဟဲဘုန်းကြီးကတရားရှိရတဲ့ဘိုက်ကဆာလာပါလို့နင်တို့အရင်ရောက်နေကဲဟဲဆိုပြီးတော့ကဲပြိဿဘာလို့မှုတ်ထုတ်ပြမှာပါဟုတ်လားကဲပြိဿပါဏာတိပါဏဝေဒမဏိသိက္ခာဝဒသမာဓိယာမိဆင်းနေမြင်းနေကြတော့ဒုပရိသကအဝေးကြီးကရှောင်းနေရှင်နေကြဝရိသနေပြည့်စိတ်တွေကြတော့ဘယ်လိုလုပ်ကြမလဲအဲ့ဒါရောသူ့ရုပ်နဲ့သူ့ခန္ဓာနဲ့သူ့ဝိညာဉ်နဲ့မရှိဘူးလားသူ့ကြတော့မှပြိဿကလွယ်လွယ်လေးတွေ့လာပြီးဟိုအကြီးကြတော့အဝေးကြီးရှောင်းနေဆိုတော့ခေတ်စကားနဲ့ပြောရင်မမိုက်သေးဘူးဟုတ်လားဟမ်ကဲပြိဿပါဏာတိပါဒဆိုတာအငယ်ဆုံးရှင်ကြဝသံပယောစိတ်ကနေအကြီးဆုံးဆင်းကြီးတွေနင်းကြီးတွေကြားကြီးတွေဒီအတူတူပဲမဟုတ်ဘူးလားကဲအဲ့ဒီသိက္ခာပုဂ္ဂိုလ်ညာအိယံဝေယံနိငါပါဏာတိပါဒသိက္ခာပုဒီနေ့လုံုံသလားမေးကြည့်ပြီးတော့လက်ချိုးလိုက်ရင်ပြိဿရဲရဲချိုးရဲရဲလားကဲအာဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိမြန်မာလိုပြန်ကြည့်တာသူဥစ္စာလည်းမခိုးပဲအမြဲဆောင်ခြင်းဤတော်လိုက်တာဒုပရိသမခိုးမို့လားမခိုးဘူးကြုတ်သိတယ်ဟုတ်လားဒုပရိသခိုးကိုမခိုးဘူးခမည်းတော်မခိုးမယ်ကျုပ်ကတော့ခိုးရလိမ့်မယ်ကျုပ်ဒီညအချိန်ခိုးတော်မှာဖြစ်မယ်ဟုတ်လားဘာဖြစ်လို့လဲကာလမကလေဘောလုံးပွဲမရှိတဲ့နေ့ဆိုလို့ရှိရင် तू ကဘာမှမဖြစ်ဘူးဘောလုံးပွဲတည်းရှိလို့တရားပွဲဆရာတော်နောက်ကျတယ်ဘာပေါ်လဲစူအောင်ဆုံးဆော်တော်လဲဟောကိုကဘယ်လိုကိုသွင်းနေမှမသိဘူးဟာငါကောင်းဆရာရဲ့မင်းနောက်ရကြကြည့်ဒီနေ့ပဲလွတ်တော့ဆရာတော်ဆိုတော့ကိုကလည်းပြောခိုင်းတော့ကျုပ်ဒီနေ့အချိန်နေနဲ့ခိုးပြရတယ်ဟုတ်လား तू ကလမ်းမှာလေဆရာတော်ဒီနေ့ဘောလုံးပွဲရှိရင်တော့ဆရာတော်အဲ့တော့ဒုပရိသဒါကျုပ်တို့ကအချိန်ခိုးတာကတရားဟောတဲ့အချိန်ခိုးတယ်ဒီထဲမှာယုံသူယုံသားတွေပါလားကဲယုံသူယုံသားတွေအချိန်ခိုးသလားမခိုးဘူးလားဘယ်အချိန်ခိုးလဲပြိဿဥမာစဉ်းစားကြည့်ယုံသူယုံသားတယောက်ကယုံမနဲ့ဘယ်နှနာရီရောက်အောင်တက်9 နာရီအဲ့ဒီပုဂ္ဂိုလ်က9 နာရီမသွားနိုင်တော့အမကြီးလက်မှတ်လေးထိုးထားနော်ဒီမှာ12 နာရီမှရောက်မှာဟိုပုဂ္ဂိုလ်မှငင်လက်မှတ်ထိုးထားပါဆိုတော့ကဲပြိဿ9 နာရီလက်မှတ်ထိုးပြီးတော့12 နာရီမှရောက်သွားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်မလဲအချိန်တခိုးဟုတ်လားအဲ့ဒါဘာဖြစ်လို့လဲသူ့ရဲ့ရူးက9 နာရီရောက်ရမယ်ဆိုရင်9 နာရီမရောက်ပဲခိုးပြီဆိုတော့အချိန်တခိုးပေါ့ဒါဆိုရင်ဈေးတွေကကျက်သားတွေ90တွေကိုခိုးသလားဘာခိုးလဲဘာတူနေကြတာနော်တူတယ်နေတတ်တယ်ဟုတ်လားခိုးပါဘူးခင်ဗျားတို့အထင်လွဲပါနဲ့ခိုးသလားမခိုးဘူးပြိဿရဲ့ခိုးတယ်လို့ခင်ဗျားတို့ကထင်တာမယုံရင်ချင်းကြီးတပိဿာအတိပဲဘာလဲအာလူလေးတပိဿာချင်းအမကြည့်နော်ချင်းဝင်ကြဟိုဘက်တောင်ဆိုင်သွားသေးတယ်ဝယ်တဲ့လူကလည်းကောင်းမအလေးများတွေးထားလားမသိဘူးထဲအောင်အစ်စ်တိအောင်တစ်မျိုးမတိအောင်10အောင်အစ်စ်အာလူ၄လုံးလောက်အစ်စ်ထဲတော့30သားပြည့်ပြီပေါ့ဗျာဟုတ်လားအဲ့တော့တထာလားမတထာလားမသိအတင်းထဲဟိုကကျင်တဲ့မကျင်တဲ့မြတ်တင်းထဲဟိုကရောင်းတဲ့လူကလည်းသဘောပေါက်တယ်ထင်းထည့်ပါသေးတယ်ငါ30သားနဲ့သူ30သားကွက်တိကြမှာပဲဟုတ်လားအေးရောက်တော့ချိန်ကြီးမိုးကြိုးပစ္စည်းတပိတ်တာဟုတ်လားအဲ့တော့ပြောတယ်သူကကိုယ်လွတ်တယ်အဲ့မသိဘူးတဲ့ဟုတ်လားအမှန်တော့အဲ့လိုမဟုတ်ဘူးသူကကိုယ်မလွတ်ဘူးကိုယ်လည်းတွေးကြတယ်ကမလွတ်ဘူးဒီကလည်းတိုက်ကလေးကမလွတ်တော့ဟုတ်လားအဲ့ပရိသတ်စဉ်းစားကြည့်နော်ပါရိသဒါနဝေရမဏိသိက္ခာပဒံသမာဓိယာမိဒါကျုပ်တို့ကခင်ဗျားတို့ကဒီလောက်လေးပဲခိုးတာမလို့ပြောလို့ရတာဒီတဲ့ခိုးတဲ့လူကြီးတွေရောခင်ဗျားတို့ကြားဘူးလားကြားဘူးလေပုဂ္ဂလိလေးရတော့သိနေတယ်ဒီတဲ့ခိုးတဲ့လူတွေပရိသတ်ဘယ်မှာကြားဘူးလဲဘ누구တွေလဲကျုပ်ကမကြားဘူးလို့မေးတာဟမ်ခိုးကြလားအော်ပြိဿကျုပ်စဉ်းစားကြည့်တယ်အခုကျုပ်တို့ဒီတွေဓာတ်ကြီးတကားလည်းဘယ်လောက်ဖြစ်သွားလဲ1500ကျုပ်တို့တွေပုံမှန်မောင်းနေတာစီမပို့ဘူးတခါတလေအပြင်ကဝင်နေတယ်အဲ့တော့စီမောင်းကိုဆိုင်နေမှလည်းခါလန်ကိုပြပါနဲ့အများကြီးချတာအဲ့တော့ဘ누구တွေကလာပြီးတော့အဲ့ဒီခါလန်တွေလာရောင်းသွားတာလေအဲ့တော့စီတခိုးလည်းရှိတာပဲဆိုပြီးတော့အောင်းမိမိတာပြောတာပါဒီတော့ပြိဿအဒိဏဒါနဝေရမဏိသိက္ခာပဒံသမာဓိယာမိသူ့ဥစ္စာလည်းမခိုးရဲ့မြဲရှောင်ခြင်းပြီးတယ်တကယ်တော့လွတ်အောင်ရှောင်နိုင်လို့လွတ်တာလွတ်အောင်မရှောင်နိုင်ဘူးဆိုရင်နေတိုင်းမနည်းသက်ဘူးလား
အကုန်လုံးပတ်ခိုးနေကြတာပဲသူနည်းသူ့အနေနဲ့ခိုးမနေဘူးလားခိုးတာပဲပြိဿဒါကြောင့်ဘာနာတိပါဒာထားလိုက်ပါတော့အဒိနာဒါနာလည်းထားလိုက်ပါတော့ပြိဿနှစ်ပါးတော့ပြီးသွားပြီလွတ်သလားလို့မေးရင်ရေးရေးဖြေကြည့်စမ်းလွတ်ပါလေဟောဒီနာလူတွေလွတ်တယ်ဟုတ်လားပြီးတော့ကာမေတုမိစ္ဆာသာရဝေရမဏိသိက္ခာပဒံသမာတိယာမိမြန်မာလိုဆိုကြည့်စမ်းသူအိယာနဲ့မလွန်ကျူးပဲအမြဲဆောင်ခြင်းမီဟောသူအိယာကိုမလွန်ကျူးရဘူးတဲ့ဒါကတော့လောကရက်ွက်ကရောလက်ခံရတာလောကကလည်းလက်မခံဘူးဘုရားကလည်းလက်မခံဘူးလို့ဒီသိက္ခာပို့ကြတော့ပရိသတ်ကြီးလွန်ကျူးဖို့တော်တော်နည်းပါပဲဟုတ်လားလွန်ကျူးအောင်တော့ပရိသတ်ကြီးပတ်ဝန်းကျင်လက်မခံတာနဲ့ကိုကြာကြာလွန်ကျူးလို့ပြေးလို့မရပါဘူးဟုတ်လားဒီတော့ဒါကိုကျေကြီးဟောမနေတော့ဘူးပြီးတော့၅ပါးသီလတွေကဘယ်နှပါးပြီးသွားပြီလဲ၃ပါးဒုပရိသတ်နံပါတ်၄ကမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိဒုပရိသတ်လိန်ညာ၍လည်းအမြဲဆောင်ခြင်းမီကဲဒုပရိသတ်လိန်သလားမလိန်ဘူးတော်ရတာတကယ်တော့မလိန်ဘူးနော်သိကြတယ်နော်ပြီးခဲ့ဘက်ကဘယ်လောက်ဟုတ်ကွယ်ကဲမပြောပြီးခဲ့ဘက်ကဘယ်လောက်ဟုတ်ရှုံးနည်းနည်းပါပါကဲပရိသတ်လိန်ညာရင်းလည်းမပြောပဲအမြဲရှောင်ခြင်းကြီးတဲ့ကျွတ်တို့မြန်မာနိုင်ငံဟာလူလိန်နဲ့အလွန်ပေါ်တဲ့နိုင်ငံမလိန်ဘူးလားမုဒ္ဒဝါဒဟာ၅ပါးသီလထဲမှာပါတာကျွတ်တို့နိုင်ငံဗုဒ္ဓဘာသာထေရဝါဒမှာထိပ်ဆုံးကနိုင်ငံပဲအလိန်ဆုံးကလည်းကျွတ်တို့နိုင်ငံပဲဟိုထိပ်ဆုံးကနေအောက်ဆုံးဒီမလိန်ဘူးလားလိန်ကြီးကကလေးတွေကသာအကုန်တက်နေပြီလိန်ကြီးမျိုးဆိုတက်မနေဘူးလားဘာလို့လူကြီးတွေကလိန်ကြနေတာဟုတ်တယ်မဟုတ်လားတကားဆူနာမီလိုင်းငရင်နိုင်သူများနိုင်ငံတွေကြာဟုတ်လားကြားလိုက်တာဟိုနိုင်ငံတွေကတော့တခါ international လာတဲ့အကူအညီတွေရအောင်ဆိုပြီးတော့ဟာဒိုနိုင်ငံဗနေရောက်ပြီးသွားတယ်ဘာတွေပြည့်စည်သွားတယ်လူတည်တဲ့တောင်ပို့ပြီးတော့ကြီးညာနေတယ်ကိုယ်နိုင်ငံဟာ no problem ဒိုနိုင်ငံမှာဘာမှဖြစ်ဘူးဘာမှမဖြစ်ဘူးတဲ့ပြိဿသိနေရတယ်လူမသိဘူးဟုတ်လားအဲ့တော့ပြိဿဟိုအထိန်ဆုံးကလိန်လိုက်တာအောက်ဆုံးဒီပါမသွားဘူးလားအဲ့တော့ဟိုထိတ်ကလိန်လိုက်တော့အောက်ကလူတွေအမှန်ပြောရသေးလားခင်ဗျားတို့ဒေသမှာဗျာဆူနာမီလိုင်းငရင်လိုင်းချင်းကြောင့်သေတာများရှိသေးလားဟာမရှိပါဘူးဗျာမရှိပါဘူးအမှန်ပြောရင်သေတော့မှာဟုတ်လားငရင်လိုင်းတော့မသိဘူးအဲ့ဒီကြမှာသေတော့မှာအဲ့တော့ပြိဿကြီးလိန်နေတာကအထက်နဲ့အောက်နဲ့အထက်လုံးမြန်လိန်မနေဘူးလားလိန်နေဒီတော့ပြိဿကြီးလိန်ညာရင်လည်းမပြောပဲအမြဲရှောင်ခြင်းကြီးကတော်တော်ဟောခက်တယ်ဟောလိုက်တော့သိကြမှာပေါ့ဟုတ်လားအဲ့တော့ပြိဿလိန်ညာရင်လည်းမပြောပဲဆိုတော့ဘုဒ္ဓဝါဒကြီးပါတယ်လိန်ပြောတာဒါပဲလိန်ပြောတာတခုတည်းနဲ့ပဲပြိဿကြီး၅ပါးသီလထဲမှာပြည့်စုံမလားဆိုရင်မပြည့်စုံသေးဘူးဟုတ်လားမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိပိသုဏဝါစာဝေရမဏိသိက္ခာပဒံသမာဓိယာမိလူနှစ်ယောက်ချစ်နေတယ်သားမီးတွေချစ်နေတယ်ဇနီးမောင်နှံတွေချစ်နေတယ်ချစ်သူဤသားတွေချစ်နေတယ်မိတ်ဆွေတွေချစ်နေတယ်ဆရာတပည့်တွေချစ်နေတယ်အဲဒီလိုအချစ်တွေမြင်ရတဲ့အခါပြိဿရဲ့လူသားတိုင်းမုဒိတာပွားသလားချစ်တတ်လိုက်ကြတာဟဲ့တော်လိုက်တာလို့များလူတိုင်းပြောနေတာကဲကိုကဲတဲ့တွေ့မင်းတွေ့အောင်မင်းနဲ့ပြိဿရဲ့စိတ်ထဲကဗိဓာတွေမပွားတတ်ဘူးလားပွားတာများတယ်ဟုတ်လားလူနဲ့ဘုန်းကြီးကြားတော့မှအဲ့လိုလူတွေအများကြီးရှိသေးတယ်ဟုတ်လားရှင်ကြည့်ကိုယ်ွယ်နော်ဒီဘုန်းကြီးကဘာဆိုလားပဲမလီဘုန်းကြီးလည်းမလို့ချနေတာပဲဟုတ်လားပြောနေတာပြိဿလူချင်းမပြောနဲ့ဘုန်းကြီးနဲ့လူနှစ်ယောက်ကြည်ပြူနေတယ်ဒီတရားဓမ္မဒီဆရာတော်ကြီးညိုနေတယ်ကြီးညိုရများလာရင်အမှန်ကတော့ဒီဘုန်းကြီးအပြစ်ရှိမပြည့်သူကြီးညိုတဲ့ဘုန်းကြီးအကြောင်းကိုပါဖို့အတွက်ကိုငရဲကြီးခံပြီးတော့ပြောတာလည်းမရှိဘူးလားရှိတယ်အဲ့တော့ပြိဿအဲ့တော့မုဒ္ဒဝါဒဝေရမဏိသေက္ခာပဒံသမာဓိယာမိပိသုဏဝါစာအချစ်ကျက်တဲ့စကားတွေပြောခြင်းကလည်းရှောင်ကျင်ရမယ်တဲ့ပြိဿရဲ့ချစ်ခင်နေရာတွေပြတ်အောင်မပြောနဲ့ကြီးညိုနေရာတွေပြတ်အောင်မပြောနဲ့အဲ့ဒါဆိုရင်မုဒ္ဒဝါဒကံလွတ်ပါမလားမပြောနဲ့နော်ပြောသလားမပြောရဘူးပြိဿရဲ့ပိသုဏဝါစာပြီးရင်ဗရုဒ္ဓဝါစာကြမ်းတမ်းတဲ့စကားတွေပြောခြင်းကလည်းရှောင်ကျင်ရမယ်ပြိဿရဲ့ကြမ်းတမ်းတဲ့စကားဆိုတာဟောပြကြလူသေးလားဟုတ်လားခင်ဗျားတို့ပြောပြလို့မရဘူးလားကြမ်းတမ်းတဲ့စကားဆိုရင်ပြိဿစုံမသွားဘူးလားဟေ့ဘာပဲဟေ့ညာပဲဟေ့နဲ့မပြောနိုင်ဘူးလားကဲအဲ့ကြမ်းတမ်းတဲ့စကားကိုလူတွေမပြောနဲ့ယဟန်တွေမပြောနဲ့ပြိဿရဲ့မမြင်ရတဲ့နတ်တွေတော့ကြက်ရလားနတ်လည်းမကြိုက်ဘူးလူအချင်းချင်းနဲ့ပြိဿ
သဤကြံတန်တဲ့စကားတွေကြားရရင်နားမခံသာဘူးသူတော်ကောင်းတွေယဟန်တွေကြားရင်လည်းအဲ့ဒီအတန်တွေကြားရင်နားမခံသာဘူးတဲ့သူတော်ကောင်းတွေနားတွေကြားရင်မခံနိုင်တဲ့စကားဖြစ်လို့ကြံတန်တဲ့စကားအဲ့ဒီစကားတွေကိုပြိဿပြောလို့ရရဲ့လားမရဘူးလို့ဘာမပြောနဲ့တခါတခါအဲ့ဒီစကားတွေကရက်ွက်ထဲမှာသိပြီးတော့မပြောဘူးလားပြောတယ်အခမ်းမနဲ့အကြောင်းကျိုးမညီညွတ်လို့ရံပြည့်ခုနှစ်ရှိရင်ကိုပါသွားတာမတူဘူးလားတုတ်တာပေါ့တုတ်တဲ့အကြောင်းလေးပြောပြအောင်လားဟမ်ကျွတ်တို့တွေကျောင်းလေးကျောင်းမှာနေတုန်းကမိုးရွာအဲ့ဒီကျောင်းကဆုံးမကျွေးနိုင်ဘူးတန်ခါ900ကျော်ရှိတယ်အဲ့တော့မိုးရွာကျွတ်တော့နီးတဲ့ခင်းဆိုင်လေးတွေသွားတကယ်ချင်းတွေထီးလေးတွေသောင်းပြီးမိုးလေးကတကောင်းတပြင်းတပြင်းကြာဆုံးသားသွားတာပေါ့လေဆိုင်ဝင်သွားတာဆိုင်ကကျောင်းကလမ်းကြားလေးကနေထွက်ပြီးမှလမ်းမကြီးကျောင်းမှာဆိုင်ရတယ်ကျွတ်တို့ကလမ်းကြားလေးထဲမှာငယ်ချင်းတွေ9ပါးတန်းပြီးလျှောက်တာလမ်းမကြီးဒီဘက်ကအမေနဲ့သမီး3ယောက်ကိုဘက်ကကောင်လေးတွေရံဖြစ်နေတယ်ကြည့်ရတဲ့ကောင်လေးတွေကလည်းကလေးမလေးတွေသွားစားတော့အမေနဲ့သမီးတွေစိတ်ဆိုးပြီးတော့သူပြောကိုပြောနေရံဖြစ်ကြတယ်ဒီမှာလေအဲ့တော့ကတော့ပါရဲ့ဗျာမရိုင်းပါဘူးနော်ကောင်လေးတွေကမဖွဲမရလုပ်ကြတယ်ဒီမှာဒီဘက်ကလည်းအမေနဲ့ပြောတော့နင်တို့လည်းဒုအောင်ဆိုပြီးတော့တခါတည်းပရိသတ်ကြီးအာရပါရနဲ့မြောက်လာတာဒူးနာရောက်ဟုတ်လားအဲ့ဒီကျွတ်တို့ကလည်းလမ်းကျိုးနဲ့လမ်းမလည်းရောက်တော့ကလေးမတွေကငယ်တွေဆိုတတိအမေနောက်မှာဖုံဖုံနေဆိုတတိလည်းပေးလိုက်တော့ပရိသတ်ကြီးရှိတော့မတူပါဘူးဒါပဲတော့အောက်ပြန်ချတာရုံးချဒါပဲချတယ်သူ့ဒါပဲဆိုတော့ကိုလည်းဘာမှမသိတော့အသာလေးထီးကြီးနဲ့ကိုရတယ်ငြိမ်နေရထားလားကဲပရိသတ်ဒါပဲဆိုတဲ့အဓိပ္ပာယ်နောက်မှာပရိသတ်လူတွေကြားရဲ့လားဘုန်းကြီးတွေကြားရဲ့လားဆိုလိုတာကယဟန်မကြိုက်ဘူးဒုသူတော်ကောင်းတွေမကြိုက်ဘူးနတ်တွေမကြိုက်ဘူးပြောတဲ့လားမပြောနဲ့ကြမ်းတမ်းတဲ့စကားတွေမပြောနဲ့ကြမ်းတမ်းတဲ့စကားပြောပြီးတော့ဘုရားဘာသာခံယူထားတယ်ဆိုလို့ရှိရင်ဘာသာကြားတယောက်ကများကိုယ်ကိုအနိကပ်ပြီးတော့လေမုဒ္ဒဝါဒထဲမှာပါနေသုဒ္ဓဝါဒဝေယမိသိက္ခာပဒသမာဓိယာမိဆိုရှက်เสียမကောင်းဘူးလားတရားဒုပရိသတ်အပေတကားကိုပိတ်တယ်ဆိုတာကအဲ့ဒီဟာလေးအကုန်ရှောင်မှပိတ်မှာတကားလေးကျွေးရင်ပိတ်ပါမလားမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒသမာဓိယာမိပိသုနာဝါစာဖရုဒ္ဓဝါစာဝေရမဏိသိက္ခာပဒသမာဓိယာမိနံပါတ်၄သံဖပလာပဝါစာဝေရမဏိသိက္ခာပဒသမာဓိယာမိစဘာအပိစဘာအဖြစ်နေတဲ့ဓမ္မတွေကသိမထားဘဲနဲ့ဘွယ်ထဲမှာလမ်းဖို့လိုက်တယ်လို့စဘာအပိစကားအဖြစ်နေပြိတ္တိပါဇတ်ထဲမှာထည့်ထားရင်တန်ဖိုးရှိပါမလားရှိပါဘူးတန်ဖိုးမရှိတဲ့စကားတွေကိုဒုပရိသတ်ပြောရတဲ့အခါမှာပို့ပြီးတော့အရသာခံရတယ်မခံဘူးလားဟိုပြိတ္တိတယောက်နဲ့တယောက်ညကြရင်တရားပွဲရှိတယ်သွားကြမလားဆိုလို့ရှိရင်လေတော်တော်လေးဆွေးနွေးယူရတယ်ဟုတ်လားအဲ့ဒီလိုမှမဟုတ်ဘဲနဲ့လေမကြားပြီးပြီလားဟောစကားလေးနည်းနည်းဆက်လိုက်တာလေအကုန်လုံးဘေးအုံလို့ဗာလဲဟောဘာလဲဟင်ရောက်လိုက်တာနဲ့ပြိတ္တိဒီမနေ့သတင်းစာမှာလေမဖက်လိုက်ဘူးလားဟဲ့ဘာဖြစ်လို့တော့ကိုကောင်မဒါယူပြီးသူနဲ့လေဖြူကြီးတဲ့လေဟောတော်ကောင်မစောစောကြားတော့တယောက်ပါလားဟောသွားလိုက်တာဟုတ်ပါတော့သူတို့လောကမြတ်ဘာညာပြောဈေးမရောက်သေးဘူးငါမဆုံးသေးဘူးဟုတ်လားအဲ့တော့ဓမ္မမင်းသမီးနဲ့ဗမာဆိုတော်ကြောင့်ကုန်မသွားဘူးလားမလေးဘသူကလည်းဘယ်ကောင်မလဲဘသူလဲမလေးသူတို့ကလည်းဒီလိုပါပဲဒါလည်းနောက်တစ်ယောက်ပါပြောသွားကြမဆုံးတော့မင်းသားမင်းသမီးကြောင့်ကုန်သွားပြီဘသူကြောင့်ရောက်လာတယ်မှတ်တယ်ပြောမယ်ဒီညကျမတို့ရက်ွက်ထဲမှာတရားပွဲရှိတယ်ဟဲ့ဟုတ်သလားဘယ်ဘုန်းကြီးနဲ့မိသီမဘုန်းကြီးအမလေးနာဘူးပါလေတော့ရှေပါမသွားနဲ့ဟုတ်လားပြောမှာဟုတ်လားတရားတွေရှေပါတော့မိုးချုံမှပြီးမှမြင်မသွားနဲ့ဟောဘုန်းကြီးကြောင့်လွတ်သေးရလားမလွတ်ဘူးအဲ့ဒီကနေသွားလိုက်တာဘယ်ရောက်သွားလဲပြောရင်ဆိုရင်လည်းဒရင်ညနာပြည်နေတော့လေသားရဲ့သမီးတွေမြည်နေတယ်ဘုရားဘူးသွားတာပျော်လိုက်တာတဲ့ဒီပြောတယ်ဆိုပြောရတာသိလားတဲ့ဟိုကြောက်တော်ကြီးဘုရားရောက်တယ်လေတဲ့ဘုရားကြီးကလေကြီးရတာလက်ခန်းထော်နေတယ်ကဲပြိဿဘုရားရောက်တော့လွတ်ရတာမရောက်ဘူးသူတို့စကားတွေတမနက်လုံးပြောတနေ့ခင်းလုံးပြောတညနေလုံးပြောလိုက်တာအနှစ်ချိုးလိုက်တော့ကုသိုလ်ရတာပါရဲ့လားမပါဘူးမင်းသားမင်းသမီးအကြောင်းဆိုရင်ပြောရင်ရတာခံတယ်ဘုန်းကြီးအကြောင်းလည်းပါတယ်ဘုရားအကြောင်းလည်းပါတယ်ဟုတ်လားဘယ်မှပြောစရာမရှိဘူးဆိုရင်အဲ့ဒီအချိန်ကျမှကိုယ့်အကြောင်းပြောကြတော့တာကဲပြိဿရဲ့စကားအသိစကားအဖြစ်တွေကိုဗဇတ်တဲ့ထည့်ထားတော့တဏီကုံပြောကြတယ်တော့ပြောကုသိုလ်ရတာပါရဲ့မပါဘူးဒါကြောင့်မြတ်စွာဘုရားကမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒသမာဓိယာမိလင်းညာရေးလည်းမပြောပါနဲ့အချစ်ပြတ်တဲ့စကားလည်းမပြောပါနဲ့ကြမ်းတမ်းတဲ့စကားလည်းမပြောပါနဲ့တန်ဖိုးမရှိတဲ့စကားအသိစကားအဖြစ်တွေကိုလည်းမပြောပါနဲ့တဲ့ကာမေတုမိစ္ဆာသာပြီးတော့မုဒ္ဒဝါဒနောက်ဆုံးဘယ်နှပါးကြံသေးလဲ
နောက်တစ်ပါးကပါလေတဲ့သုရာမေရိယဝေရမဏိတေကာဝတံသမာဓိယာမိသုရာမေရိယမစ္ဆပမာဒဌာနာတဲ့ပြိဿရဲ့ယမပြန်ကြည့်ပါဦးဒီအရက်လေမတော်ဘဲအမြဲရှောင်ခြင်းမီဟဲ့ဒီအရက်လေမတော်ဘဲဆိုတော့နောက်ကဒကမကြီးတွေတောက်သလားဒကာကြီးတွေရောဒကာကြီးတွေရောဟုတ်တယ်ပါပါဟိုကလေးကကြီးတော့ပြင်းနေတာဟာဒါကလေးပြောတာအမှန်တော့ဘာမလို့လဲဟုတ်လားဒါတော့ပြိဿရဲ့စဉ်းစားကြည့်သုရမေရိယမေဇပမာဒဌာနဝေရမဏိတိခါပဒသမာဓိယာမိတဲ့ကျွတ်တို့မြန်မာနိုင်ငံမှာအခုလက်ဖက်ရည်တိုင်းနဲ့ဘီယာဆိုင်ဘယ်ဆိုင်ကြီးလဲဘယ်ဆိုင်ရများလဲကဲစဉ်းစားကြည့်ပြောလိုက်တာတော့ထင်ရဝါနဲ့ top country နဲ့သတင်းစာကြီးကရေးလိုက်ဗီဒီယိုကြီးကြီးညာလိုက် TV ကလွှင့်လိုက်နဲ့ပြိဿရဲ့ဘီယာဆိုင်ကြီးကြည့်ပဲအဲ့တော့ပြိဿရဲ့ဘီယာဟာအရက်ဟုတ်ရဲ့ဟမ်ဘီယာဟာအရက်ဟုတ်ရဲ့တော်သေးတာပေါ့ဗျာဟုတ်လားတချို့တကိုင်းကြီးတွေငါကြီးစိတ်လည်းမလုံးနဲ့ဗျာအတက်ကရလာပြီကျမ်းမာကြီးဘုံဘုံရဲ့ဘီယာနောက်ပါပဲဘုံဘုံရဲ့ဘီယာနောက်လေးပါဟာဘီယာအရက်မဟုတ်ဘူးလားဘုံဘီယာအရက်မှမဟုတ်ပဲဟာโอเคအဲ့ဒါဆိုရင်ကျုပ်လည်းတစ်လုံးကပ်ဗျာဟုတ်လားအဲ့ဒါဘုံဘုံသင်္ကန်းနဲ့မသိတော့ခင်ဗျာဘုန်းကြီးကြတော့ခင်ဗျာသင်္ကန်းနဲ့မသိခင်ဗျာကြတော့အရက်မဟုတ်ဘူးသူတွေ့နေတယ်ဘယ်နဲ့ဟာလဲဟုတ်လားအဲ့တော့ပြိဿရေခုခေတ်ကခွာကြတာကျုပ်ကအရင်တော့ထင်တာဘီယာတော့အရက်တော့ဆိုဒကာတွေပဲတောက်တယ်ထင်တာတရားတွင်းတော့တရားသွားဟောတော့ဓမ္မတွေတော့အဲ့မတွေ့ဟုတ်လားတခါလေကမန္တရှိမှာတော့ကျွတ်တော့အင်းစင်တော့တရားဟောမှာအချင်းနဲ့နောက်ကြနေပြီးတော့ကိုဟာကိုထင်ကြည့်တာပေါ့လေရောငါခေါင်းလေးထွက်ပြီးတော့မှန်လေးချခေါင်းလေးထွက်ပြီးကြားလိုက်တော့ဘုန်းကြီးကားဆိုပြီးငါ့အမြဦးစားပေးမလားဆိုပြီးတော့ကိုကခေါင်းလေးထွက်နေတာအမလေးမင်းကြီးမလေးဘောင်းကြီးအတူရှိစကက်အတူရှိနေနဲ့ကိုကားနာဘေးနာဝူးနဲ့ကက်ရတယ်ပြောကြည့်တယ်ပြီးတော့ဒူမြဒုံတစ်ပါးရုပ်ပေါက်နေတာမသိဘူးတန်ရက်တိုင်းဖုံဖုံကြီးပြီးတော့မှလည်းကြာကြည့်ပြီးတော့အလွန်စားတဲ့ဖုံကြီးအဲ့တော့ဒီဟာမတွေကွာလို့ဘုံဘုံကြီးခေါ်တော့ကွာစိတ်ဆိုးတယ်ငါအရွယ်နုနုလေးနဲ့ဘုံကြီးခေါ်တာနောက်ကြမှာအလွန်သားတဲ့ဆိုဝါကြတွေကတော့တော်တော်ကျဉ်းနေအဲ့တော့ကြည့်လိုက်တယ်ဟာအကုန်လုံးကလည်းတိုက်ခါပြီးဟဲ့တောင်းသားကပ်ပြောင်းကပ်ပြန်မဲ့ဒကမတွေလည်းပြန်ဘီယာဟုတ်လားတမဗျာဟာအမျိုးသမီးတွေကဘီယာတောက်တယ်အာဆရာတော်လည်းတောက်တာဘောဘီယာပြုတ်ပြုတ်နေသူတို့လည်းတွေ့တာအဲ့ကြမှာရုပ်ကလည်းတုံးတာဘီယာတောင်းမှအဲ့ကြမှာသိတယ်အဲ့ဒါကြောင့်ခုနဝါကြတစ်ခုတည်းနဲ့ပဲသူတို့ကိုခွင့်လွှတ်လိုက်ပါလေဟုတ်လားအဲ့တော့ပြိဿခုခေတ်ကဒကမတွေလည်းတချို့ဘီယာတောက်နေပြီဘောဘုံမပါပါဘူးဟိုတခြားမျိုးနေပြောတာဟုတ်လားဒီတော့ပြိဿကစဉ်းစားကြည့်ဘီယာကစလာပြီဆိုရင်နောက်ထပ်ဘီယာလေးကနေတတိယရန်လေးနောက်ကနေနောက်ဆုံးတောက်ဆရာမရှိတော့တောရက်နဲ့တွေ့တော့မှာပေါ့ဟုတ်တယ်မို့လားပြီးတော့ကံ၅ပါးနဲ့၅ပါးတည်းရှိလို့ပရိသတ်ကြီးကံ10ပါးကရှိရင်ကျွတ်တို့တွေခေါ်လို့ကိုဆုံးမှာမဟုတ်ဘူးဟုတ်လားကဲခုဘာနာတိပါဒာအာရိဏဒါနာကာမေသုမိစ္ဆာသာရမုသာဝါဒသုရာမေရယတဲ့ဘယ်နှပါးရှိလဲအဲ့ဒီ၅ပါးကိုအိယာဝင်တဲ့အချိန်မှာကိုဟာကိုလက်ချိုးကြည့်ငါဒီဟောဒီ၅ပါးရဲ့ဘယ်နှပါးလုံးလုံးတယ်လဲ၅ပါးမစုံသေးဘူးဆိုရင်တော့ငါလိုနေသေးတယ်လို့ကိုကိုဆင်ရင်ပါဟုတ်လားအဲ့ဒီ၅ပါးစုံသွားပြီဆိုတဲ့အချိန်ဟာပြိဿတွေဘလောက်ဝမ်းသာမှုကောင်းလဲဘုရားရှင်ကိုယ်တော်မြတ်ကဟောထားတယ်၅ပါးသီလကိုခံယူဆောက်တည်တဲ့အတိုင်းလုံခြုံအောင်ရှောင်ကျင်ပြီးတော့ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှန်ရင်အဲ့ဒီသားတော်သမီးတော်သည်အပေတကားပိတ်တဲ့ပုဂ္ဂိုလ်ပြိဿတွေတရက်ထဲလားတလထဲလားတနှစ်ထဲလားဘယ်လောက်ဆောင်ထင်ရမလဲတက်တက်လုံးဟုတ်လားဒီတော့ပြိဿတက်တက်လုံးအဲ့ဒီ၅ပါးကိုလုံခြုံအောင်စောင့်သိမ်းသွားရင်လောကဥပဒေအရာရောမြောက်များစွာသောဥပဒေတွေကိုလုံခြုံရရောက်မသွားဘူးလားဘုရားဥပဒေဆိုတာလည်း၅ပါးလုံးပြည့်သွားရင်ပြိဿရဲ့အပေတကားကြီးတော့ပိတ်သွားပြီဆိုဒုပြိဿကြီးရဲ့ကောင်းတဲ့တရားရှိသေးရဲ့လားရှိပေမဲ့ပြိဿရဲ့အကုန်ကြည်ရဲ့လားမကြည်ဘူးသို့တော်ကြည်အောင်ကြိုးစားပါသရဏဂုံမြေတဲ့ခိုင်တဲ့ပုဂ္ဂိုလ်၅ပါးသီလမကျွမ်းမပေါင်းမပြောင်းမကြအောင်လုံခြုံအောင်ဆောင်ထိန်တဲ့ပုဂ္ဂိုလ်တဲ့အပေတကားပိတ်သွားတဲ့ပုဂ္ဂိုလ်2ယောက်ဟုတ်လားကျွန်တော်ဟောပေးနေတာပေါ့ဗျာ၅ပါးသီလမလုံခြုံရင်ဘယ်လိုအပြစ်လုံခြုံရင်ဘယ်လိုအကျိုးဆိုတာဟောခြင်းတယ်သို့တော့အချင်းကပြိဿအပေပိတ်တဲ့ပုဂ္ဂိုလ်ဒီညကိုအောင်ဟောသွားမှာပြီးတော့ဘယ်နှယောက်ပြီးသွားပြီ2ယောက်ဘယ်ပုဂ္ဂိုလ်လဲနံပါတ်1ကသရဏဂုံခိုင်တဲ့ပုဂ္ဂိုလ်၅ပါးသီလဒုပရိသကအတန်တိုးသလိုပဲကျွတ်တော့ကနားလေးတာကခင်ဗျားတို့ကတိုးတာလားကဲနံပါတ်1ကတူလဲသရဏဂုံမြဲတဲ့ပုဂ္ဂိုလ်နံပါတ်2၅ပါးသီလ
မြဲတဲ့ပုဂ္ဂိုလ်မြဲရုံနဲ့မဟုတ်ဘူးတော့လုံခြုံရမှာဟုတ်ပြီလားဒါပြိဿအတန်လေးကြည်ကြည်လေးလိုက်ပေးပါကျုပ်ကကလင်ဘွားတွေခင်ဗျားတို့ဝေးမျက်လုံးနဲ့လည်းကြည့်ရတယ်ပါဇက်ကလည်းဟောရတယ်ငိုက်နေတယ်လို့ရှိရင်ကြင်ကြံဖန်ဖန်ပြောပြရအောင်ဟုတ်လားအဲ့ဒါကျုပ်မှကြည့်လေးကြည့်ရတယ်အားလဲဆက်ရတယ်နှုတ်လဲဆက်ရတယ်ခင်ဗျားတို့ကဖြည်းဖြည်းလေးဟုတ်လားကျုပ်တို့ရေးခင်းတော့ဒါကြတဲ့ဆန္ဒတွေပြတဲ့လူထိုင်ကြည့်ကြတယ်ဟာကျောင်းသူကျောင်းသားကလေးတွေဒီလိုရရှိဒိုးရေးနဲ့သူတို့ကရင်ထဲခံစားချက်အမှန်တိုင်းပေါ်နေတာဟုတ်တယ်မလားတခါတဲ့အဲ့ဒီလိုကျင်းနဲ့အလှဖန်ကြီးရှင်နေများသမဂ္ဂကိုလာလိုက်တာပြိဿခံဓုလေးကြည့်မယ်ဟုတ်လားအဲ့တော့သူတို့ကဆန္ဒပြတာရှိရကလေးလေးတွေကဒီမိုကရေစီရရှိဒိုးရေးအားရပါရသူတို့ကလေဒီမိုကရေစီရရှိရင်ထွေရေးတဲ့သူကဒါလည်းသူတို့အထက်မထောင်ဘူးအောက်ပြန်ဆိုင်တယ်အဲ့တော့ဒီကောင်လေးကတော့ထွေရေးကိုတင်းတင်းရလို့တာလို့ဆိုအဲ့တော့လူကြီးဘုံရတယ်ထွေရေးလို့မရလေဆိုကိုလည်းရှုံးပေးလိုက်ဟုတ်လားသူလည်းခင်ဗျားတို့ဒိုးရေးမလုံးနဲ့ကြည်ကြည်လေးပြောမှအားရှိမှာပေါ့ဟုတ်လားနံပါတ်1အပေတရားပိတ်တဲ့ပုဂ္ဂိုလ်ပဲပုဂ္ဂိုလ်ဆိုလဲလို့မေးရင်အဲ့လိုလုပ်ပါကြာလုပ်ပါနံပါတ်2ငါးပါးသီလလုံခြုံတဲ့ပုဂ္ဂိုလ်တိတရဏငါးသီလမဲချသီရံနဲ့ပရိသေနံပါတ်3အပေတကားပိတ်သွားတဲ့ပုဂ္ဂိုလ်ကအဝေးမရှာနဲ့ဟောဒီရက်ကွယ်ဟောဒီလမ်းကပုဂ္ဂိုလ်တွေအပေတကားပိတ်တဲ့ထဲမှာပါနေပြီဟုတ်လားနံပါတ်3ကစည်ရံမဲချပြီးတော့ဆွမ်းလောင်းဆွမ်းကတ်တဲ့ပုဂ္ဂိုလ်တဲ့ပရိသေဘယ်လိုပုဂ္ဂိုလ်လဲစည်ရံမဲချပြီးတော့ဆွမ်းလောင်းဆွမ်းကတ်တဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ကိုပရိသေနည်းနည်းလေးအာရုံပြုကြည့်ဒုပရိသေမနက်ဖြန်စည်ရံမဲချမှာမလားစေရမဲကြမှာမဲပဲနှောင်းသူမှလားအိမ်မှာဆုံးကပ်မှာလားဘလောက်တော့ကောင်းသွားလဲသိတဲ့မဲချရုံတွေမို့အိမ်မှာကြည့်ပက်ကအောင်ကဲပရိသတ်ရေမိမိတို့ကြွားမိမိတို့အိမ်မှာမဲချလာမဲ့ပုဂ္ဂိုလ်သည်ပရိသတ်ရေတန်ခါဖြစ်ရင်ပြီးရောဆိုတဲ့တန်ခါဂုံလေးတစ်ခုလေးပဲအာယုံပြုစရာရှိတယ်ဟုတ်တယ်မလားတပရိသတ်ဥပမာပေါ်လေမေဇိမဂုံကြီးကိုတော်ကြီးညိုလို့ပြမယ်ဆိုရင်မေဇိမဂုံကြီးကိုတော်ဟာမိမိတို့ရဲ့အာယုပြုစရာအနေနဲ့ပရိသတ်ရဲ့ပုံကိုပါမသွားဘူးလားတန်ခါတော့တန်ခါပုံကိုဆွဲတဲ့တန်ခါဖြစ်မသွားဘူးလားကဲစေရံပဲချမယ်မနေ့ကကိုယ့်အိမ်မှာဘယ်ဘုန်းကြီးကြမယ်ဆိုတော့သိရလားမသိဘူးငါတို့အိမ်မှာကြွားလာတဲ့ပုဂ္ဂိုလ်ဒီအရက်ပူရင်ပူမယ်အရက်ရှင်ရှင်မယ်ပညာတတ်ရင်တတ်မယ်ပညာမင်းရင်မင်းမယ်ပရိသတ်ရဲ့သီလရှိရင်ရှိမယ်သီလမရှိရင်မရှိဘူးဘယ်လိုပဲဖြစ်ပါစေငါတို့အိမ်မှာကြွားလာမယ်တန်ခါဒီမြတ်စွာဘုရားရဲ့သားတော်တန်ခါဖြစ်တယ်လို့တန်ခါကုံတစ်ခုရဲ့အာယုံပြုပြီးတော့ကြာလာတဲ့တန်ခါဟာငါတို့ကတ်ဖို့တန်ခါပဲဆိုပြီးတော့ရည်မှန်းပြီးတော့ကတ်လိုက်တဲ့ဆွမ်းအလူလောက်ကြီးမြတ်တာရှိအောင်မလားမရှိဘူးပြိဿရဲ့အဲ့ဒါစည်ရံပဲချပြီးတော့ဆွမ်းလူတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်လို့တို့ပြိဿတွေမွေးနေဓမ္မမွေကိုအကြောင်းကျိုးညီကိုရဲ့ကုသိုလ်ကံအားလျော်စွာပစ္စည်းဥစ္စာတွေအဆင်ပြေလာလို့ဖြစ်ပြီးဘယ်အချိန်မှဆိုအိမ်မှာပြစ်ပြီးတော့ဆွမ်းကတန်ခါကြီးကတ်မနေဘူးလားအဲ့ဒီလိုဆွမ်းနေရောမရှိဘူးလားကဲပြိဿအဲ့ဒီလိုလဲဆွမ်းကတ်တာတွေရှိတယ်ဒီလိုပုံကိုယ်တွေကြတော့အပေတကားပိတ်တဲ့မထဲပဲနဲ့ဟောစည်ရံပဲချပြီးတော့ဆွမ်းလောင်းတဲ့ပုဂ္ဂိုလ်ဆွမ်းကတ်တဲ့ပုဂ္ဂိုလ်ကြတော့မှအပေတကားပိတ်တဲ့ထဲဘုရားဘာကြောင့်ထည့်ခဲ့တာလဲအဲ့ဒါဒုပရိသယူယူလေးပဲစဉ်းစားလိုက်တန်ခိကအလူစစ်ဖြစ်လို့ဘာလူစစ်လဲတန်ခါကိုပဲညီမန်းတာလားမဟုတ်ဘူးလားကဲပြိဿအိမ်မှာကြွလာမဲ့တန်ခါဘယ်လိုတန်ခါလဲဆိုတာသိရလားဘယ်เจ้าကလဲဆိုတာသိရလားဘယ်ဒေတာသားဆိုတာသိရလားကဲပြိဿပုဂ္ဂိုလ်လည်းမသိဘူးเจ้าတိုင်းလည်းမသိဘူးအယက်ဒေတာလည်းမသိဘူးပညာတတ်တာမတတ်တာလည်းမသိဘူးအယက်ဘုရားရှိတာလည်းမသိဘူးဥပရိယုံကောင်းတာမကောင်းတာလည်းမသိဘူးကြွလာတဲ့တန်ခါသည်မြတ်စွာဘုရားရဲ့သားတော်သုံးပဋိပန္နသာတော်တန်ခါဂုံနဲ့ပြည့်စုံတဲ့တန်ခါဖြစ်တယ်လို့တန်ခါဂုံအာယုံပြုပြီးတော့သူတန်းလိုက်တဲ့အတွက်ပရိသတ်ရဲ့သိကြတာကတော့အဲ့ဒီပုဂ္ဂိုလ်တွေအတွက်အပေပိတ်တဲ့ကောင်းမှုကြီးကိုပြုလိုက်တာပါပဲဟုတ်လားတန်ခါဘက်ကချွေရင်သူ့ချွေရင်ချက်ကသူ့အတွက်ပဲဖြစ်လိမ့်မယ်ကိုယ့်အတွက်ဘာမှမဖြစ်တော့ဘူးဟုတ်လားဒုဗိဒ္ဓတန်ခါကိုကြီးမှန်းပြီးတော့တူတန်းလိုက်တဲ့ဆွမ်းမဟုတ်ဘူးလားပြီးတော့တန်ခိကအလူဟာဒုပရိသတ်အတွက်မနက်ဖြန်မှရပြီဝမ်းသာကြမကောင်းဘူးလားဒီတရားလေးဒီပိုက်လေးကိုရွေးဟောခြင်းလို့ခင်ဗျားတို့ကိုဒီတရားဟောတာဟုတ်လားပြီးတော့ကျုပ်တို့ကြားဖို့တဲ့စကြောင်းလေးတစ်ခုပြောပြဟုတ်လား
ဟိုတုန်းကမိမချင်းချင်းတက်တယ်အကိုရဲ့ရှင်မင်းပွဲတော်ချပွဲတော်အုပ်ကိုစားကျင်လိုက်တာဆိုတော့ဆင်းရဲနေတဲ့ဒီလင်မယားနှစ်ယောက်သားမှာရှင်မင်းပွဲတော်အုပ်မပြောနဲ့နန်းတော်သားတော့မှကတ်ခွင့်မရတာမိမချင်းချင်းတက်တာကလည်းရှင်မင်းပွဲတော်အုပ်ကိုစားကျင်တာဟုတ်လားဒီတော့ယောက်ျားလေးလုပ်တဲ့လူကလည်းချစ်နှွမ်းတဲ့လူဆိုတော့ပြိလိုက်အေးကွာငါကြံတော့ကြံနေမယ်ငါပြန်မလာလို့ရှင်တော့မင်းသေးပြီးသားအောင်းမိလိုက်တော့ငါရအောင်ကြိုးစားပါမယ်ဘာလို့လဲဘုန်းကြီးတစ်ပါးရှိသွားသင်္ကန်းရှာဘရုံတုံးဟုတ်လားသင်္ကန်းပတ်သူ့မှာသင်္ကန်းပတ်တာပဲရှိတယ်သိက္ခာရှိရသီလရှိရမရှိဘူးဒီတော့တခါလေအိမ်လေးတံပတ်တိနဲ့တခါလေသင်္ကန်းလေးယုံပြီးတော့နန်းတော်ကောတကားဝသွားပြီးတော့ရက်ဘုရားနန်းတော်တကားဝတော့ဘုန်းကြီးဆုံးကြွမှာပဲဆိုပြီးတော့သားလေးမသိကြအောင်ဆောင်ပြီးတော့ဝင်ပေးလိုက်တဲ့အခါဝင်သွားလိုက်တာဝင်ရင်နဲ့ဘေးရောက်သွားလဲဆိုရင်မင်းကြီးရဲ့နန်းရင်ကြီးရောက်သွားမင်းကြီးရဲ့ပြင့်ထငါနန်းတော်တဲ့ခါတိုင်းတန်ခါကြွလာတာမရှိပါဘူးဘယ်ကတန်ခါကြွလာတာလဲမှန်လားပါမင်းကြီးရဲ့ဘုန်းတော်ကြောင့်ကြွလာတာဖြစ်ပါလိမ့်မယ်ဟာပင်လားဒီတန်အောင်ပင်လားတခါတည်းတန်လာလို့ဆိုပြီးတော့မင်းကြီးကသူ့စားမဲ့ပွဲတော်ကိုမစားမဲနဲ့အကုန်လုံးကိုလောင်းပြလိုက်တာအရှင်ဘုရားတပည့်တော်ထူးမြတ်လို့ဒီနေ့တပည့်တော်စားမဲ့ကုသိုလ်တွေရလာမယ်ဟောဒီပွဲတော်ကိုတပည့်တော်ဒီအရှင်ဘုရားကိုလူတန်းလိုက်ပါတယ်ဘုံမေးသုံးဆောင်တော်မူပါလို့သပိတ်ထဲပွဲတော်ကိုအကုန်လုံးထည့်လှူလိုက်တာပြိတ္တလှူလဲပြီးတော့ယဟန်ဒုက္ခိတနဲ့သူပြန်ကြွမှာပဲဆိုထားလိုက်တော့ခုနကကိုတော်ကျော်နဲ့ထွက်လာတဲ့ခါပြန်ကြွတယ်မင်းကြီးကတရားတွေအားကောင်းပြီးတော့စိတ်ထဲမှာအားမရဘူးဟာမူကြီးမရလို့လိုက်ကြည့်တာငါနန်းတော်တဲ့ခါတိုင်းဒီလိုတန်ခါမကြွလာဘူးဒီကနေ့တော့ညာငါထူးဆန်းငါအတွက်ကုသိုလ်ကံကောင်းလို့လူတန်းဝင်ရဖို့ရအတွက်တန်ခါကြွလာတာနေနေရရတန်ခါမိုးတော့ဘူးရဟနာဖြစ်တော့တယ်မင်းတို့လက်ကြည့်စမ်းဆိုတော့မူကြီးမရလည်းလက်ကြည့်တာပေါ့လေကြည့်နဲ့ပြိဿတွေနန်းတော်နဲ့ခက်လန်းရောက်တဲ့အခါကျတော့ဟိုမှာမင်းကြီးမစောင့်နေပြီဒီကကိုတော်မြတ်ကလည်းသပိတ်ချပြီးတော့ပြိဿသင်္ကန်းချွတ်ပြီးတော့မစိုးဘူးအင်းကြီးကိုမိပေါ့အဲ့တော့မူကြီးမရလည်းဘာလို့မှမသိငါတို့ရှင်မင်းကလည်းတရားတွေထပ်တန်ပြီးပီတိတွေဖြားနေတာဒီတဲ့ကအမှန်တမ်းရှောင်းရင်သူ့လည်းတရားပြက်ပြီးတော့စိတ်ဆိုးလိမ့်မယ်ဖိုးကောင်းလည်းရာဇမန်ရှပြီးတော့ပြေးလိမ့်မယ်ဒီတော့မတတ်နိုင်ဘူးပါပါနဲ့ရှောင်းပါပဲဟဲ့မူကြီးမရတော့တန်တော်ဦးတင်သားမင်းတို့ဘလို့ဖြစ်သွားလဲဘလို့ဘယ်မှာတွေ့လဲဘယ်ကြောင့်မှသွားလဲမှန်လားပါဗျာတတိတော်တို့အရှင်မင်းကြီးဆွမ်းလောင်းလူလိုက်တဲ့ယဟန်ရဲ့နောက်ကိုလိုက်သွားတာမြို့ပြင်လဲရောက်တော့ယဟန်အသွင်ပြောက်သွားပါတယ်ဗျာပါပါနဲ့ရှောင်းလိုက်ဘာအသွင်ပြောက်သွားပြောက်သွားတာမဟုတ်ဘူးလားအဲ့တော့သူတို့ကယဟန်အသွင်ပြောက်သွားပါတယ်ဗျာလို့လျှောက်တာရှင်မင်းကနေငါလိုဘုမရှိသေးလားကွာယဟန်နာမို့လို့ဒါဇံပြန်ပြီးပြောက်သွားတာဖြစ်မှာပေါ့ဆိုပြီးတော့ပြိတ္တကြီးထခုံတာချင်းချင်းစက်ကြရတယ်ဟုတ်လားကဲပါလေ तू ကသံဃာကိုပဲအာယုံပြုသံဃာကိုပဲအာယုံပြုပြီးတော့တူနေတဲ့အခါကျတော့သူ့အတွက်အကျိုးမရှိဘူးလားအေးဟိုကောင်လိန်နာပဲသူ့အတွက်ဘာဖြစ်လဲအကျိုးရှိတယ်ပြိတ္တသံဃာကိုယဉ်မှန်းတဲ့အလူဆိုတာအဲ့ဒါပဲဟုတ်လားသံဃာရဲ့အပေါ်မှာဘာကုသိုလ်ဘာအကုသိုလ်မှအာယုံမပြုသေးပဲနဲ့ငါတို့ရဲ့အိမ်ဥက္ကမှာကြွလာမယ်ဟောဒီသံဃာတော်ရှင်မြတ်တည်ပြီးမြတ်စွာဘုရားရဲ့သာတော်သုံးပဋိပန္နာသာတော်သံဃာဂုဏ်တော်နဲ့ပြည့်စုံနေတဲ့သံဃာတော်တွေပဲဖြစ်ပါတယ်။ဘေကုတော်ပဲကြွငါတို့သံဃာကိုဆွမ်းကြရမှာလို့တို့ပြိဿကြိုပြီးတော့ပီတိဖြစ်မယ်ဆိုရင်ဒီနေ့ညတွေကဖြစ်လို့မရဘူးလား။ဒီတော့ပြိဿစဉ်းစားတော့တန်ခိကအလူရဲ့အကျိုးဟာတို့ပြိဿဘယ်အထိရနိုင်လဲ။အပေရကပိတ်သွားတယ်ဟုတ်လားအပေရကပိတ်တာဘာကြောင့်လဲဆိုရင်သံဃာကိုပဲရည်မှန်းလို့ပုဂ္ဂိုလ်ရည်မှန်းတာမဟုတ်လို့ဟုတ်လားဒါကြောင့်ဒီသရဏငါးသီလမဲချသရေတံမနက်ဗမာသံဃာတွေသရေတံမဲချပြီးတော့ကြွလာတဲ့သံဃာကိုလူတမ်းမဲ့တို့တရားဓမ္မပေါက်တော်ကောင်းနေအပေရကပိတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်သွားပါပြီတဲ့ပရိသတ်ရေဘာရကပိတ်သွားလဲဒါဆိုရင်15ရက်ဆွမ်းဝါသင်္ကန်းဇူရန်တောက်ရီကံနံပါတ်4အဘေဒကပိတ်သွားတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ပုဂ္ဂိုလ်လဲဆိုရင်15ရက်တခါဆွမ်းဇူဒန်းတဲ့ပုဂ္ဂိုလ်ဘာလူဒန်းတဲ့ပုဂ္ဂိုလ်လဲဘယ်လိုဆွမ်းမျိုးလဲဆိုရင်ပြိဿရဲ့ကျောင်းတိုက်တစ်ခုဦးဇင်းတို့ကျောင်းတိုက်တွေမှာရိတ်တာပဲဖြစ်ဖြစ်သာသင်တိုက်ပဲဖြစ်ဖြစ်သံဃာတွေဟာလေသံဃာကိစ္စသံဃာလုံငန်းဟာဒီတိုင်းလုပ်မနေရဘူးလားလုပ်နေရတယ်ပြိဿဘုန်းကြီးလွယ်တယ်မအောင်မေးတယ်ဘုန်းကြီးလွယ်တယ်အောင်မေးတယ်လို့လာခဲ့ကျောင်းမှာ9ရက်သင်္ကန်းဝတ်ပြီးတော့ကျောင်းတိုင်ဖြစ်နေ9ရက်ပေးထားမယ်ကျောင်းတိုင်လို့အကုန်လုံဆန်းဟုတ်လားအရှုံးပေးတဲ့လူရောရေးပေါ့ဟုတ်လားလုံရဲမလားဓာကြီးလာမလားဟမ်ကျောင်းတိုင်ဘုန်းကြီးလုပ်ချင်တဲ့လူလာပါအပ်ပါမယ်9ရက်ပဲလို့ကျုပ်ရှုံးရင်ကျုပ်ကိုရောကျုပ်နိုင်ရင်ကျုပ်ကိုမလုပ်ဘူး
နှစ်ခုလုံးရောပေါ့အဲ့တော့ပြိဿရဲ့15ရက်တည်းကျောင်းတိုက်တဲ့ကျောင်းမှာတပည့်တော်ဗျာပထမ15ရက်ဒုတိယ15ရက်ပြိဿရဲ့တလမှာရက်ပေါင်းဘယ်နှဆယ်ရက်ပေါင်း30 15ရက်စီခွဲတော့တလဘယ်နှကြိမ်နှစ်ကြိမ်အဲ့ဒါကိုဘာဆွမ်းလို့ခေါ်လဲဆိုရင်ပက္ခဆွမ်းလို့ခေါ်တယ်ဦးဇင်းတို့ပါဠိတော်မှာလာဇန်တရက်ကနေလာပြီးနေ့ဒီကိုတပတ်ခခေါ်တယ်လာပြီးတော့တရက်ကနေလာွယ်နေ့ကိုတပတ်ခခေါ်တယ်တလမှာနှစ်ပတ်ခအဲ့ဒီနှစ်ပတ်ခမှာမိမိတို့ကြည်ညိုတဲ့ကြောင်းတဲ့တိုင်းမှာရှင်ဘုရားတပည့်တော်တို့အိမ်မှာဘုရားဟောဒီပထမဘက်ရဲ့စနေနေ့တိုင်းမှာတပည့်တော်တို့ဆွမ်းပို့ပါမယ်အရှင်ဘုရားကြောင်းကိုနေ့တိုင်းဒီဆွမ်းကိုဟိုမပြတ်တပည့်တော်တို့အမြဲတမ်းဆက်ကပ်ပို့ပါမယ်ဆိုပြီးတော့ကျောင်းတဲ့ကျောင်းမှာ15ရက်မှာတစ်ချိန်တစ်ချိန်ဟိုမပြတ်ပဲနဲ့မိမိတို့ဆွမ်းပို့နေတယ်ဆိုရင်ပြိဿရဲ့အဲ့ဒီပုံကိုယ်တွေဟာနဲ့နံပါတ်4အပေတကားပိတ်တဲ့ပုံကိုယ်ကဲပြိဿရဲ့မလွယ်ဘူးလားဒါပေမဲ့လွယ်မယ်ထင်လားမကျင်တဲ့ဆရာကျင်တဲ့ဆရာမကောင်းဘူးလားဒီတိုင်းခင်ဗျားတို့အိမ်မှာကိုတော်လေးတွေဆောင်းမှကြောက်မလို့ဒီတိုင်းကြွတဲ့ကိုတော်လေးမလောင်းရဘူးလားဒီတိုင်းတော့တို့ကလောင်းနေရတယ်ဟို15ရက်ကျမှတရက်သွားကတ်တဲ့လူတွေကြတော့အပေတကားပိတ်တယ်တို့ကြတော့အဲ့ထင်မထည့်ဘူးဆိုရင်ဖះလာရှိရင်ခင်ဗျားတို့ဒီနှခမ်းမောင်းနေပြီးပြောဦးမှာဟုတ်တယ်မလားကဲဒီတိုင်းလောင်းနေရတဲ့ကိစ္စမရှိဘူးလားဒီတိုင်းလောင်းနေရတဲ့ပုဂ္ဂိုလ်အပေတကားပိတ်တဲ့ထဲမှာပါအဲ့ဒါဘာလို့မပါတာလဲသိလားသိလားဒီနေ့လိုခေတ်ကိုဘုရားကြိုးမြင်ထားလို့ငါဘုရားသာသနာ2549နှစ်လောက်ရောက်ရင်ရန်ကုန်မြို့ကြီးမှာခြေတိုင်းနဲ့ဖဲတိုင်းနဲ့နှလုံးတိုင်းနဲ့ပေါ်ကြလိမ့်မယ်တဲ့ဘုရားကြိုးမြင်ခဲ့တာဟုတ်လားအဲဒီလိုနှလုံးသုံးလုံးတွေခေတ်စားလာပြီဆိုတဲ့အချိန်ရောက်ရင်အဲ့ဒီတရားတွေတရားမတွေနေတိုင်းနေတိုင်းနှလုံးနံပါတ်ထွက်ရှားနေလို့ဆွမ်းခံတဲ့ကိုယ်တော်လေးတွေဆွမ်းမှန်မှန်ရမှာမဟုတ်ဘူးတဲ့ဘုရားအဲ့ဒါသိလို့နေမှာကဲပြိဿစဉ်းစားကြည့်နေတိုင်းဆွမ်းလောင်းနေတဲ့အင်္ဂါကိုယ်တော်လေးတွေကိုဒုပရိသတ်အိမ်တိုင်းမှန်မှန်လောင်းနိုင်ရတာကိုယ်အိမ်လိုကိုယ်เจ้าလိုကိုယ်ဘုန်းကြီးလိုဖြစ်နေတဲ့အခါကျတော့တခါတလေကျရင်ကိုယ်တော်လေးကတော့စက်ကုန်တွေကြွားပြီးလာတာအင်းရှိနေရောက်တော့တခါကြီးကတော့ခတ်ထားတယ်ဘယ်သွားလဲဟလားတရက်မဟုတ်2ရက်မဟုတ်ဟုတ်လားတနေ့တနေ့ကိုမျက်နှာချင်းဆိုရင်ဓမ္မကြီးကဘယ်ပြောင်းနေတာတို့လာရင်တော့ခတ်တာကိုတော်ကြီးဒီလားအချင်းမကောင်းလို့ဒီပြောလေတော်တော်ကွဲနေတာနဲ့နံပါတ်လေးမရမလားလိုက်ရှာလိုက်တာကိုတမနဲ့ကုံတော့ဒါကြောင့်ဒုက္ခခရရတာလို့ကဲပြိဿကိုယ်အိမ်မှာအမြင်ကြွနေတဲ့ဘုန်းကြီးကြတော့ဆွေလိုမျိုးလိုဖြစ်နေတဲ့အခါအဲ့ဒီဟုတ်ကိုလေးလေးနက်နက်အိမ်တိုင်းတမိုးထားရတာမထားဘူးလောင်းနေတဲ့အခါလောင်းလိုက်တယ်မိတဲ့နေ့လောင်းလိုက်တယ်မမိတဲ့နေ့ကျတော့ဗာလေထညက်ခင်းဟုတ်လားကျုပ်အစိမ့်လိုက်အလုံးလိုက်ဟုတ်လားငါတစ်တာဘူးလိုက်ကျုပ်ကသိတယ်ဝင်လေးတွေဆုံးရပြန်တယ်ဟာဒါလည်းမောင်ကမင်းတို့ဟိမ့်မှကြည့်အောင်တရားဟာလိုက်ကမင်းတို့ညနေစားတာနောက်တစ်ခွက်ကြည့်လိုက်ထညက်ဟာနောက်မင်းတို့ညနေစားတာဟုတ်လားဟာနောက်တစ်ခွက်ကြည့်လိုက်ကျုပ်အလုံးလိုက်ဆွင်းခွက်တယ်မှာဟာဒီဟာဘယ်လိုလဲကွာဓမ္မကြီးကနံပါတ်ဝင်လေးရနေတော့မပြောတတ်ဘူးနံပါတ်သွားတောင်းမလို့ဆိုပြီးတော့ဟိုဘက်အိမ်ကိုကျုပ်ပေးခဲ့လို့ဟိုဘက်အိမ်ကလောင်းလိုက်တာဗျာဟောအပြုတ်ကလေးကတော့အခွန်ခွာကွာမင်းတို့စီတန်းတာအသိကြီးဗျာဟာသွားဘုံရဒေဦးနဲ့စီနဲ့စောင့်နေရမယ်ဗျာအဲ့တော့ပြိဿစဉ်းစားကြည့်နှလုံးသုံးလုံးခေတ်ထဲမှာအရင်ဆုံးဒုက္ခရောက်တာကျောင်းကကိုတော်လေးတွေဟုတ်လားဟင်းကိုမှန်မှန်မရတော့ဘူးခညက်လောင်းလိုက်တရားလောင်းလိုက်တရားလုံးလောင်းလိုက်ငါတစ်တာလောင်းလိုက်ကျုပ်အစိမ်းလောင်းလိုက်နေဆိုပြိဿကြီးကိုတော်လေးတွေမှာဆောင်းမှန်မှန်စားရအဲ့တော့ပြိဿ15ရက်ကိုတစ်ချိန်ထွန်းမှုတဲ့လူအပေပိတ်ပြီးနေတိုင်းလောင်းပြီးအပေမမိတ်တာမကြေမနဲ့မဖြစ်နဲ့အဲ့ဒီလိုမျိုးတော်တော်များများမရှိဘူးလားရှိတယ်တခါတလေဟိုဘက်အိမ်ပေးထားခဲ့အဲ့တော့ပြိဿကြီးဒီတော့မြတ်စွာဘုရားကဘာကြောင့်15ရက်တစ်ချိန်ထွန်းလောင်းတဲ့ပုဂ္ဂိုလ်ကိုကြတော့အပေပိတ်စေတာလဲပြိဿစဉ်းစားကြည့်မြတ်စွာဘုရားရဲ့သာသနာမှာတာဝန်ထမ်းနေရတဲ့သာသနာဝန်ထမ်းရန်ဒီပရိယတိသာပိသင်တဲ့ပုဂ္ဂိုလ်တွေရှိမယ်ပฏิပတ်တိတရားဓမ္မအာထုတ်တဲ့ပုဂ္ဂိုလ်တွေရှိမယ်မရှိဘူးလားဒီနှစ်ခုကနေလွတ်သွားတဲ့ပုဂ္ဂိုလ်ရောမရှိနိုင်ဘူးလားပြိဿနော်ငရေကြီးမခံနဲ့ပရိယတိသာပိသင်တဲ့ပုဂ္ဂိုလ်မြင်အောင်ကြည့်ပฏิပတ်တိတရားအာထုတ်တဲ့ပုဂ္ဂိုလ်မြင်အောင်ကြည့်ဒီဟာလာဟာပရိသလည်းမသိဘူးတရားလည်းမထုတ်ဘူးဘုန်းကြီးကလမ်းမေးထိုင်ပြီးကိုယ်တပြည့်ပြည့်နဲ့ဆိုပြီးတော့တပြည့်ပြည့်နဲ့ကိုယ်ထွေးနေတဲ့ပုဂ္ဂိုလ်သွားမကြည့်နဲ့သာသင်တဲ့ပုဂ္ဂိုလ်ကြည့်မှကိုကုသိုလ်ရမှာတရားထိုင်တဲ့ပုဂ္ဂိုလ်ကြည့်မှကိုကုသိုလ်ရမှာဟုတ်တယ်မို့လားအဲ့တော့ဒီကိုယ်တော်လေးမှာပရိယတိပฏิပတ်တိဥပ္ပေလို့ဆိုတော့မိုးလင်းတာနဲ့ဘုရားရှိခိုးမပြီးရင်ဘာလို့မပြီးရင်ဘာလို့မသူကလည်းသူခါတယ်တနေ့လုံးအတွက်ခါတယ်တန်းကြည့်ပဲဆွဲထားအဲ့တော့ပြိဿရဲ့ဒီကိုယ်တော်လေးဥပမာဒီနေ့စနေနေ့မှာဥပဒုဒေါ်ဘသူတို့အိမ်ကနေပြီးတော့နေ့စဉ်ပုံမှန်ဆုံးကြတဲ့ကြိုက်ပို့မယ်လို့လျှောက်ထားတယ်ဆိုရင်အဲ့ဒီနေ့အတွက်ဒီကိုယ်တော်လေးတွေသိကြတဲ့ဖွာအရှင်လေးရှိပါလိမ့်မယ်လား
စားကြရင်လည်းအချိန်ပိုပြီးတော့ကြက်ခွင့်ရမယ်တရားဓမ္မအားထုတ်မယ်ဆိုရင်လည်းအချိန်ပိုပြီးတော့အားထုတ်ခွင့်ရမယ်အချိန်နဲ့တိတိကျကျနဲ့အားထုတ်ခွင့်ရမယ်တဲ့ပရိသတ်ရေဟုတ်လားတပည့်ရဲ့စဉ်းစားကြည့်စာသင်နေတဲ့ပုဂ္ဂိုလ်တွေဟာဒါ9 နာရီကြာရင်ဆုံးခံသွားရမယ်ဆိုတဲ့အချိန်ကိုကြိုးစားလို့ရသေးရဲ့ဘာ9 နာရီထိုးရင်ဆုံးခံသွားရအောင်မယ်ဆိုတဲ့လုပ်ငန်းကိုစဉ်းစားကြလိုသေးလားပြောဆုံးသားချိန်မှာပြိဿကြီးဆုံးမခံမဲ့စားကြမရှိဘူးခုဆုံးမခံမဲ့နဲ့ပို့ထားတဲ့ဆွမ်းညံ့လေးကသတ်မှတ်ပေးထားတဲ့အခါကျတော့ဟောဒီအိမ်ကစနေနေ့ဒီကြိုင်ဟိုအိမ်ကစနေနေ့ဒီကြိုင်ဆိုတော့ဆွမ်းရင်းလေးတွေဘယ်မှာဆင်းနေရှိနေပြီဆိုတော့ဟောဒီကိုယ်တော်လေးစားသင်မယ်ဆိုရင်လည်းအချိန်ကိုတိတိကျကျဇာဆွဲလို့ရတယ်တရားအားထုတ်မယ်ဆိုရင်လည်းအချိန်ကိုတိတိကျကျဇာဆွဲလို့ရမှာတော့ဘူးဒီတော့အဲ့ဒီတရားရဲ့ဆွမ်းမှာဒီကိုယ်တော်လေးတွေရဲ့စာပေသင်တဲ့အလုပ်ဒီကိုယ်တော်လေးတွေရဲ့တရားဓမ္မအားထုတ်တဲ့အလုပ်မှာပြိဿကြီးတိတိကျကျအချိန်စရာကိုဆွဲနိုင်ပြီးတော့စာပေတံမြောက်ကြောင်းကိုထောက်ပံ့ရရောက်တဲ့ပရိယတ်တိသာသနာကြီးကိုတစ်ခုလုံးထောက်ပံ့နိုင်ရရောက်တဲ့တရားဓမ္မကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်အတွက်တရားတွေ့ကြောင်းကိုထောက်ပံ့နိုင်ရရောက်တဲ့ဒါကြောင့်စာတက်ဖို့လူတာတရားဓမ္မကြိုးစားအားထုတ်ခွင့်ရဖို့လူတာဖြစ်သွားတယ်ဟုတ်ပြီလားကဲပြိဿရဲ့တေးကြတဲ့ဆွမ်းမရှိဘူးဆိုရင်ယဟန်တွေမှာဆွမ်းခံသွားရတဲ့ဝတ္တရားဆိုတာမရှိဘူးလားရှိတာပေါ့ဒီတော့ပြိဿရဲ့တေးကြတဲ့ဆွမ်းရှိပြီဆိုတာနဲ့ဒီပရော်လေးတွေဟာမိမိတို့ရဲ့စာပေသင်ရတဲ့ကိစ္စမိမိတို့တရားဓမ္မအားထုတ်တဲ့ကိစ္စတွေကိုပို့ပြီးတော့အချိန်စရာတိတိကျကျမလုပ်နိုင်ဘူးလားအခုပဲကြည့်ဒုပရိသတ်တော့ခုအပတ်စဉ်ဝါနဲ့ဆွမ်းလောင်းလာတာမဟုတ်ဘူးလားမိကြီးသာသနာကြီးနေမှာနေအောင်သာသနာတို့ဘုရားပြတ်သက်ကျောင်းတို့ဒီနာဝါဆိုကျောင်းတို့ကျောင်းတဲ့ဒီမှာမိကြီးတခါတည်းစော်ဘုရားကြီးတွေမှာဒီတန်ဃာတရားနိဗ္ဗာန်200နိဗ္ဗာန်ကိုအာယုံဆုံးဖုံးပေးဝင်အတွက်စော်ဘုရားကြီးတွေမှာကိုသားတွေလိုပဲညနေကျရင်မိရဖြက်အာယုံဆုံးတော့ဘာရှိသလဲဟာဘာမှမရှိဘူးဟာဘာမှမရှိလို့မဟာဘာကိုချစ်ပါဘာကိုပြုတ်ပါစီနေရတယ်ဟောဒီနေ့ဟောဒီလမ်းကဘာလမ်းလဲနဝဒေနာနဝရေနာကဆွမ်းတော်သေးကပိဋ္ဌာနာရှိတယ်အဲ့ဒီကိုဘယ်နှပါးကြွားမယ်အဲ့ဒီကဘယ်နှပါးစာရမယ်ဘယ်ကဘယ်နှပါးစာရမယ်ဆိုတော့ဘုန်းကြီးတွေမှာပြိဿတွေဆွမ်းချက်တဲ့ဒုက္ခရသေးရဲ့လားဟောအချင်းလုံးဇရာတိတိကျကျဆွဲလို့ရမှာတော့ဘူးလားရလိုက်တာလည်းပြိဘယ်နှနာရီကြွားမယ်ဘယ်နှပါးစာရမယ်ဘယ်အချင်းပြင်ရောက်မယ်ဟောဘယ်ကကတ်လိုက်ပြိဿဒီပုဂ္ဂိုလ်တွေအတွက်ဒီတရက်အတွက်အချင်းဇရာဟာစနစ်တရားဖြစ်မသွားဘူးအဲ့ဒီလိုပဲပြိဿတဝူကစနေတဝူကတနင်္ဂနွေတဝူကတနင်္လာအင်္ဂါဘုဒ္ဓဇာတာပရိသောက်ကြရက်တည်ပြည့်အောင်လူထားလိုက်တော့အဲ့ဒီပုဂ္ဂိုလ်တွေလည်းအကျိုးများတယ်သံဃာတွေလည်းပရိယတ္တိစာပေပฏิပတ်တိတရားဓမ္မအားထုတ်တဲ့အခါမှာအခြေစရာတိကျစွာဆွဲနိုင်ပြီကဲမိမိတို့လှူလဲရတဲ့ဆွမ်းဟာပရိသတ်ကြီးသံဃာပင်ကြီးမှန်းလိုက်ပြီမယ်ပရိယတ္တိသာသနာကြီးကြီးပွားရာကြီးပွားကြောင်းပฏิပတ်တိတရားဓမ္မတွေကြိုးစားအားထုတ်တဲ့အကျင့်ကြီးကြီးပွားရာကြီးပွားကြောင်းကိုလှူတာဖြစ်မသွားဘူးလားဝမ်းသာဖို့မကောင်းဘူးလားဝမ်းသာရမယ်ပရိသတ်ကြီးမိမိတို့မှာဒါရန်ကုန်မြို့နဲ့ကြည့်မယ်ဆိုရင်အလက်တန်းစားအဆင့်တော့မရှိသေးပါဘူးဟုတ်တယ်မို့လားပရိသတ်ဆင်းရဲတာတွေချမ်းသာတာတွေခွဲပြောမနေနဲ့တကယ်တော့တရားတရားအားကောင်းတဲ့လူဆိုတာကဆင်းရဲတာချမ်းသာတာပဓာနမဟုတ်ဘူးလှူရဲတာဟာပဓာနပဲဟုတ်လားတရားရှိရင်30လူရတယ်1000ရှိရင်100လူရတယ်1000ရှိရင်1000လူရတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တရားနည်းတယ်လို့ပြောလို့ရပါမလားမရဘူးတရားအားကြီးမှုတရားအားများမှုတရားအားနည်းမှုဟာဗဒါနပါပရိသတ်ရဲ့စီးစိမ်ဥစ္စာများမှုနည်းမှုဟာဗဒါနဟုတ်ရဲ့ခင်ဗျားတို့ရက်ွက်မှာသာလေဆွမ်းလောင်းအသိရှိတာဟိုချမ်းသာတဲ့လူတွေအိမ်ယာကြီးတွေတိုက်ကြီးတွေတိုင်းပရိသတ်သွားကြည့်မရှိဘူးဟုတ်လားဘာဖြစ်လို့လဲသူကလည်းဥဆောင်မလို့ခြင်းငါကလည်းဥဆောင်မလို့သူ့အိမ်လည်းငါမသွားခြင်းငါအိမ်လည်းသူမသွားငါလည်းလူမခံခြင်းပြန်တာမကြည့်ခြင်းဘူးတယောက်နဲ့တယောက်မာနတွေပြန်နေတာနဲ့ပြိဿအဲ့ဒီလိုရက်ွက်တွေကိုသံဃာတွေမှီလို့မရဘူးဟုတ်လားဟောဒီလိုရက်ွက်တွေမှီရတာဒီတော့ပြိဿဝမ်းမြောက်ရမှာငါတို့ဒီတပတ်တခါတောင်းလာတဲ့ဆွမ်းနေဟောဒီတဝါတွဲမှာငါတို့ရဲ့သံဃာတော်ရှင်မြတ်တွေငါတို့ဆွမ်းကိုအမိပြုပြီးတော့သာပေနေပို့ပြီးတော့သင်နိုင်ခဲ့တဲ့တရားဓမ္မတွေပို့ပြီးတော့အားထုတ်နိုင်ခဲ့တယ်လို့15ရက်ဆွမ်းကိုလှူတန်းလိုက်ပြီဆိုရင်ဝမ်းမြောက်ဖို့မကောင်းဘူးအဲ့ဒီတဲ့အမြဲတမ်းဝမ်းမြောက်ခြင်းနဲ့ဆိုရင်တော့ပြိဿရာသက်ပံတက်တက်လုံးဘုန်းကြီးကျောင်းတစ်ကျောင်းကိုကြည်ညိုတဲ့အကျောင်းတစ်ကျောင်းမှာသွားပြီးတော့15ရက်တစ်ခါဆွမ်းလှူတန်းလိုက်သမှာတဲ့အဲ့ဒါဆိုရင်တော့ပြိဿရဲ့အပေတကားသိဖို့ပြေချာသွားပါပြီကဲမကောင်းဘူးလားစေရမေနဲ့ဆွမ်းကြလှူဒန်းတဲ့ပုဂ္ဂိုလ်နဲ့အပေတကားပိတ်တယ်15ရက်တည်းချင်းကျောင်းတစ်ကျောင်းမှာဝုမပြဆွမ်းလှူဒန်းတဲ့ပုဂ္ဂိုလ်နဲ့အပေတကားပိတ်တယ်တဲ့အပေတကားပိတ်သွားတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိသွားပြီလဲ
4ယောက်နံပါတ်1သရဏဂုံမြဲတဲ့ခိုင်တဲ့ပုဂ္ဂိုလ်နံပါတ်2နံပါတ်3သရေဓမ္မဲချပြီးတော့ဆွမ်းလောင်ဆွမ်းကတ်တဲ့ပုဂ္ဂိုလ်နံပါတ်4 15ရက်တစ်ချိန်ကြောင်းတစ်ကြောင်းမှာဆွမ်းလူတန်းတဲ့ပုဂ္ဂိုလ်နံပါတ်5ကပါလဲဆိုရင်15ရက်ဆွမ်းဝါသင်္ကန်းလူရန်တောက်ရေကံနဲ့နံပါတ်5ကပရိသတ်ရဲ့ဝါစုသင်္ကန်းလူတန်းတဲ့ပုဂ္ဂိုလ်တဲ့ဘာလူတန်းတဲ့ပုဂ္ဂိုလ်လဲဝါစုသင်္ကန်းလူတန်းတဲ့ပုဂ္ဂိုလ်ရာဒီနံပါတ်5အဘိဓကပိတ်သွားတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားပြန်လေကဲတို့ပရိသတ်သင်္ကန်းမျိုးစုံလှူမနေရဘူးလားသင်္ကန်းမျိုးစုံလှူနေရပြီးတော့ဝါစုသင်္ကန်းလှူတဲ့ပုဂ္ဂိုလ်ကြမှာအပေတကားပိတ်တဲ့အပေပိတ်တရားထဲမှာပါလာတာဟုတ်လားကဲပရိသတ်ရဲ့အာမလို့အာမရဖြစ်เสียမကောင်းဘူးလားအမလူကတော့သင်္ကန်းနဲ့အချိန်ကနဲ့လိုက်လူရတာဝါဆိုကြမှာလူတဲ့လူတွေကြမှာပဲအပေတကားပိတ်တယ်တော့ဆိုပြီးတော့ဟုတ်လားပရိသတ်ကြည်ကြည်နက်နက်တော့လက်ခံစရာသိမရှိဘူးဟုတ်လားဒီပရိသတ်စဉ်းစားကြည့်ဝါတွင်ကာလဆိုတာဝါဆိုလာပြီးတော့တရားကနေရင်းရောလာပြည့်နေ့အထိဝါတွင်ကာလအဲ့ဒီဝါတွင်ဟာပရိသတ်ရေຫນွေမိုးဆောင်ရာသီဥတုထဲမှာဘယ်ထဲမှာပါမိုးဥတုဟုတ်လားဒုတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေမိုးတွင်ကာလမှာစီးသွားပြီတစုံဆိုရမီအိမ်ရောက်ရင်လျှပ်ပြန်ပြီကြောင်းသွားပြီတစုံဆိုပြန်ပြီယုံသွားပြီတစုံဆိုပြန်ပြီဝါတွင်ကာလမိုးတွင်ကာလမှာဒုပရိသတ်မိုးရင်နဲ့သွားပြီဆိုတဲ့ကိစ္စကရှောင်လွှဲလို့ရရင်မရတော့တစ်ခေါက်သွားတစုံနဲ့တစ်ခေါက်သွားတစုံနဲ့မိုးတွင်ကာလမှာအဝတ်စားတွေအများကြီးမကုန်ဘူးလားအေးအများကြီးကုန်တယ်ဒီအစိုးကြီးနဲ့ပရိသတ်ကြီးဒီလိုထိုင်လို့ရပါမလားမရဘူးဒီတော့ဘုရားကတော့တာကတော့အရှင်မြတ်ဒီလေပဲပရိယတ္တိသာမေသင်တဲ့ကိစ္စပฏิပတ်တိတရားဓမ္မအားထုတ်တဲ့ကိစ္စဆောင်းငံကြွားတဲ့ကိစ္စဆောင်းသွားတဲ့ကိစ္စအပြင်မှာစာသင်သွားတဲ့ကိစ္စဆိုတဲ့ကိစ္စများစွာနဲ့တာဝန်ယူနေရတဲ့အခါမှာဒီကိုယ်တော်ရောမိုးရင်းသွားရင်ပရိသတ်သင်္ကန်းရေမစိုးပဲနေပါမလားဒီတော့ပရိသတ်တစုံဆိုပြန်ပြီ6သွားအောင်လမ်းရပြန်ပြီနောက်တစ်စုံလဲပြီးတော့စာသင်ရပြန်ပြီ6သွားအောင်လမ်းရပြန်ပြီနောက်တစ်စုံလဲပြီးတော့ဆောင်းငံထွက်ရပြန်ပြီတဲ့ကိုတော်ဒီမှာလဲအာယုံဆုံးကကြွားလိုက်နေဆုံးကကြွားလိုက်မိုးရင်းကာလမှာတခါကြွားလိုက်ကြရတာတို့မြန်မာနိုင်ငံကလည်းဘယ်သူကဘယ်လိုကျင့်ပေးခဲ့လဲမသိဆွမ်းလောင်းအသင်းတွေကဝါတွင်ကြမှာပြန်ပြီးတော့လောင်းကြတာမဟုတ်ဘူးလားမလေးဟိုဘက်လမ်းဒီဘက်လမ်းဟိုဘက်ရက်ကွက်ဒီဘက်ရက်ကွက်အတန်ချက်ဆက်အပြိုင်အောင်အကုန်အပြိုင်လူခံပြီးတော့ဝါတွင်ကြရင်တော့ဘုန်းကြီးတွေကတော့ဝတ်သားတုံးလေးတွေနဲ့သပွဲပေါ်အိုကေပါရဲ့သတင်းလဲကျွတ်ရောပရိသတ်ကြီးချင်းမောင်ကြီးကျင်းနေဆိုတော့ကိုချင်းစာကြည့်ရင်သနာစရာမကောင်းဘူးလားကဲခင်ဗျားတို့ဝါတွင်မဲ့ကောင်းကောင်းစားတာဟုတ်ရဲ့လားဟမ်ခင်ဗျားတို့ကြတော့အမလေးဝါတွင်နဲ့ကောင်းကောင်းစားရင်နဲ့ဝါကျိုးလဲကောင်းကောင်းစားရင်နဲ့မြတ်စွာဘုရားကလေဝါတွင်3လထားဖို့မကောင်းဝါတွင်6လလောက်ထားဖို့ကောင်းတယ်အဲ့ဒါဆိုရင်တော့နည်းနည်းအခြေအနေကောင်းတယ်ဟပ်ပိုင်ဟပ်ဟိုဘက်6လဒီဘက်6လဘိုင်ထဲမှာအစီရှိတာ6လအစီမရှိတာ6လဟုတ်တယ်ခုတော့ခင်ဗျားတို့ကဝါလဲကျွတ်ရောဆွမ်းသိမ်းပွဲတဲ့ဟာဓာတ်ဦးတွေခွက်တွေအကုန်သိမ်းသွားကြပြီဟုတ်လားဘုန်းကြီးတွေကဟာ66တူတူလေးနဲ့အလူခံတော်ကောင်းတဲ့အချိန်ကျမှသူတို့အိုးကသိမ်းတယ်ဟာလုံးဝမှမသိတော့ပြိဿစဉ်းစားကြည့်တကယ်ဆိုရင်ပေါ့ဗျာတကယ်ညီညီညွတ်ညွတ်ကျွတ်တို့ဘုရားဘာသာတွေတန်ခါကိုပဲအာရုံပြုပြီးတော့တန်ခါချမ်းသာဖို့ပဲကြည့်မယ်ဆိုရင်ဟေ့ဒုလန်းကဝါတွင်ဓမ္မမို့ဒုလန်းဝါသုလတလလောင်းမယ်ဟေ့နင်တို့လန်းဝါကောင်းလားတလအနင်တို့ကတရင်ကျွဒီလိုလေးများတယောက်နဲ့တယောက်ညှိလိုက်ရင်ပြိဿတနေ့လုံးဘုန်းကြီးတွေအချိန်ကြီးမကောင်းနိုင်ဘူးခုတော့ချလိုက်တာဝါတွင်ဝတ်သားတို့မှတခါလက်သီးလုံးတော့အတူတိုင်ကိုပြန်အပြိုင်ချကြောင်းရောက်တော့ဘုန်းကြီးတွေကဝတ်သားကိုမကြည့်ကျင်တော့ဟုတ်လားအဲ့ဝတ်သားကမကြည့်ကျင်တာတရင်နဲ့ကျ15တော့ရှိတော့ကြည့်ကျင်လို့ကိုမရတော့ဟုတ်လားအခုပြိဿသိပြီလားခမည်းတော်ကတော့ဆွမ်းအောင်ဝဲခမည်းတော်ကတော့အောင်လံလွှတ်ပြီးတော့လေတို့တမာရင်းတို့ကြိုးစားထားတာဓမ္မသမီးကြီးတော်မှာအောင်ဝဲကျင်းပနေပြီခမည်းတော်ကတော့အောင်ဝဲကျင်းတယ်ဝါဆိုကြောင်းလည်းကိုတော်တွေအောင်ဝဲအလံလင်းနေပြီမရှိတော့ဘူးဝါသားလည်းမရှိတော့ဘူးပင်လည်းမရှိတော့ဘူးချင်မောင်းနဲ့ငပိတွေ့နေရပြီကဲပြိဿစဉ်းစားကြည့်ကိုချင်းစားကြည့်သာသမီးကိုချင်းစားရင်တော့မှသနာမှုမကောင်းဘူးဒါပေမဲ့လို့အပြိုင်ကတော့ဘာလို့လဲဝါတွင်မပြိုင်ရတော့ဘုံသာကိတဟာအကုန်လုံးဝါတွင်မပြိုင်နေကြတာဝါကဆွမ်းမလောင်းကောင်းမှုလို့များဟောတာလားဘယ်ဘုရားဟောတာလဲပရိသတ်ရေဆွမ်းသိမ်းမွဲလည်းမလုပ်ပါနဲ့အောင်ဆွမ်းအောင်မွဲလည်းမလုပ်ပါနဲ့အောင်ခမည်းတော်ကအောင်လံနှွှဲပြီးတော့ဟောမှာတရားဝဲကြီးကျင့်ပါနေပြီမဲ့ကျောင်းတိုက်တွေကကိုတော်တွေကအလံလေးပြီးတော့ဗိုက်တွေပေါက်နေရပြီဟုတ်လားဟမ်ဟုတ်မယွင်ပြိဿလိုက်ကြည့်ဝါတွဲဆိုရင်ဟာစက်သားရင်ဝသားရင်သုံးကိုတော်လေးမှမဖုံးမင်းကျင်တော့ဟ
သတင်းကျော်လာပြည့်ကျော်10ရက်လောက်အထိတော့နေတာသေးတယ်သတင်းကျော်လာွယ်ပြီဆို15ရက်ချသွားတာနဲ့ပြိဿကြီးလွန်ရပြီအမလေးကွာဝါရင်းတော့ဆိုရင်အမလေးကွာဝါရင်းတော့ဆိုရင်လည်းပဲအဲ့ဆိုရင်လေးလည်းပဲပြီးပြီးတနေ့ချင်မောင်းနဲ့ငပိပဲတွေ့နေရတာလားအဲ့တော့ပြိဿကြီးအဲ့လိုမလုပ်နဲ့လေဝါပါလေးတော့မကြိုးစားရင်ဖြစ်နိုင်ဘူးပြိဿစဉ်းစားကြည့်ဝါရင်းမှာဘက်ကိုတရက်ရောင်းနဲ့လောင်းတယ်ဆိုရင်ဝါပါမှာတလတရက်လောင်းရင်မရနိုင်ဘူးရှေ့ကတယောက်ကလှုပ်ကြည့်လိုက်ပါနောက်ကလိုက်မယ်လို့ပြောပါလေကျတို့မြန်မာနိုင်ငံတို့အရေးတော်ရှေ့ကထွက်တဲ့လူရှိမှနောက်ကလိုက်တာဘယ်သူမှရှေ့ကမထွက်ရင်ဟုတ်တယ်မဟုတ်လားကျုပ်ကခုပလင်မောကနေပြီးတော့တို့အရေးတော်ခင်ဗျားတို့လိုက်နိုင်မလားလိုက်မယ်မို့လားဟမ်အမျိုးကုန်ဇာတိကုန်မြန်မာရေးလေဒါပြောတာပါကျန်တဲ့တို့ရေးမဟုတ်ဘူးကျန်တဲ့တို့ရေးမမမားနဲ့အမျိုးကုန်ဇာတိကုန်မြန်မာရေးပြောတာဟုတ်လားအဲ့တော့ပြိဿရဲ့စဉ်းစားတော့15ရက်တစ်ကြိမ်ဆွမ်းလောင်းလာလိုက်တာခင်ဗျားတို့ဒီခု15ရက်တော့ဟောလား9ရက်တစ်ကြိမ်မဟုတ်ဘူးလား9ရက်တစ်ကြိမ်လောင်းလာတာမဟုတ်လားခု9ရက်တစ်ကြိမ်ကခုဘယ်နှစ်ရက်တစ်ကြိမ်လောင်းပါလဲမနေ့ကဆိုပြီးပြီးဒါအိုးစီပုံမောင်းနဲ့သူတို့ကခုံပြီးတော့ပြောနေပြီကိုတော်တွေကစားပြီးလို့ရက်တောင်လေးပဲပြီးတော့သွားပြီးနောက်တော်ရင်းပြန်ဆောက်အောင်ဟောဆိုပြန်ဆောက်အောင်ဟုတ်လားအဲ့တော့ပြိဿစဉ်းစားကြပါဦးဆွမ်းသိမ်းမွေးရဆောလိုက်တာဒါမှမဟုတ်လေကျတော့ဝါရင်း6လလူကြီးကြောင်းကြရအောင်ဟုတ်လားအဲ့ဒါဆိုရင်တော့ဗိုက်ထဲမှာဟပ်ပိုင်ဟပ်ပေါ်လေဒီဘက်6လစီဆိုမယ်ဟိုဘက်6လနဲ့ကစုံရနဲ့ပဲနဲ့ပြီးနေပေါ့နော်လုံးလေလာပြီးတော့တချင်းဦးလေး6တောင်ပဲအချိန်နောက်ဝါဆိုပြန်ရောက်သွားပေါ့အဲ့ဒါအဲ့လိုဆိုရင်မကောင်းဘူးလားအဲ့တော့ပြိဿမသိနေအောင်လေအခါကတော့သိမယ်လို့ခရီးပေးမသိဘူးဆိုတော့ခရီးမပေးမချင်းကျုပ်တရားမသိတော့ဘယ်လိုသဘောရလဲမနေ့ကဝါဆိုအကြောင်းကိုသွားကြည့်မယုံလို့ရှိရင်အာယုံဆုံးကိုအချိန်ကြီးသေးတယ်ခင်ဗျားတို့ဝတ်သားတွေ့လို့ရှိရင်လေဖိုင်မှာကျုပ်ရော်ကြီးပေးမယ်တသိန်းဝတ်သားမတွေ့ရင်ပြော1000မင်းပေးကျုပ်ကလောင်းမလားမတွေ့တော့ဘူးတန်ခါများတဲ့အကြောင်းလေးတွေမသားရလိမ့်မယ်ဟာကျုပ်တို့အင်းစိန်ကျောင်းမှာနေတော့တန်ခါ950ဟုတ်လားတန်ခါ950အင်းစိန်မြို့နယ်လည်းကျုပ်တို့နေတဲ့အချိန်ကလွန်ဆင်းရတာကျုပ်တို့အသက်20လောက်ကဟုတ်လားနေကြတော့ပြိဿရဲ့ပဲကလာဟင်းလေးနဲ့ငပိချက်လေးစားမယ်နေမယ်ဆိုရင်အဲ့ဒီအရက်ကိုဆုံးလန်းသွားတယ်ခြေနှမ်းတွေကတွတ်ညူးနေတာဟာဒီနေ့ပဲကလာနဲ့ငပိချက်ကစားကောင်းတော့မယ်ခိုးတိုင်းခါတိုင်းကိုเจ้าမှစားတာငန်းပြာရီကိုပြိဿရဲ့ကြိုးပြီးတော့ငီတို့တိမုံတဲ့ဘတ်ဆိုရှူတာပဲနေရအပြုတ်လိုက်ရှိမပါဘူးအဲ့ဒါပဲတွေ့ရတာတစ်နေ့လုံးဟုတ်လားအဲ့တော့ဝါတွင်းလေးနဲ့ရောက်ပြီးတော့ဒီလိုဝတ်သားတော့မဟုတ်ဘူးပဲကလားနဲ့ငပိချက်တော့စားရင်တော်တော်ပြောနေတာအခုတော့ပြိဿရဲ့ကိုတော်လေးတွေတဝါတွင်းလုံးစားလာတဲ့ဝတ်သားမမြင်ဘူးဆိုတော့ပြိဿရဲ့ကိုတူတူပေါ့ကိုချင်းစာကြီးကိုမျှော်ပါပဲဟုတ်လားဒီတော့ပြိဿဟောဒီရက်ွက်ကလူကြီးတွေကသိလိုက်ပြီဆိုရင်ကိုအိမ်ကတန်ဦးလေးမသိကြပါနဲ့ဦးတတ်နိုင်သလောက်လေးစုပေါင်းပြီးတော့ကြကြအောင်ဟုတ်လားကိုတော်လေးတွေဥချောင်းနေမယ်ဟုတ်လားပြောပြတဲ့15ရက်ဆွမ်းဝါသင်္ကန်းဝါသင်္ကန်းကိုပြောချင်တာလည်းဆွမ်းရောက်သွားတယ်ဟုတ်လားတဲ့ဝါဆိုသင်္ကန်းဟာပြိဿကိုတော်လေးတွေမှာလည်းဝါထဲမှာအာယုံဆုံးကကြွခင်ဗျားတို့ရက်ွက်မှာမြင်မှုပါမှာဝါထဲမိုးရွာရောမကြွပဲနေလားကြွတာပဲမိုးတွေမစိုးဘူးလားမနေ့9နာရီပဲရှိတယ်ကိုတော်လေးမှာသင်္ကန်းတစ်စုံမိုးစိုးနေပြီလဲလိုက်ရပါပြီ9နာရီထိုးရင်စာသင်ရမယ်ဟာ9နာရီထိုးရင်ဆုံးခံထွက်ရမယ်ဟောသင်္ကန်း2စုံလုံးကုန်မသွားဘူးလားပြီးတော့ဝါသိကာလမှာတဲ့တန်ဃာတွေဟာလေလူတွေလိုပဲသင်္ကန်းအလိုအဆုံးအချိန်ဖြစ်လို့ဘုရားဓမ္မတွေတဲ့အလိုအဆုံးအချိန်မှာကိုတော်လေးတွေရဲ့စာပေသင်ကြားမှုပฏิပတ်တိတရားအားထုတ်မှုမှာ6တွေ့သင်္ကန်းလေးဟိုယုံပြီးချမ်းချမ်းသာသာသင်ကြားအားထုတ်နိုင်မှုလူတန်းလိုက်လို့တဲ့ဝါဆိုသင်္ကန်းဟာတခြားသင်္ကန်းတဲ့ပိုအကျိုးများသွားတယ်ဟုတ်ပြီလားမိမိတို့ရဲ့ခန္ဓာကိုယ်တွေပြန်ပြီးတော့ကြည့်ပါမိုးတွင်ကာလမှာတနေ့တနေ့ဝတ်စုံ3-5ဆုံးကုန်ကြတယ်လို့ပါပဲသံဃာလေးတွေမှာလည်းဝါတွင်ကာလမှာသင်္ကန်းတွေ3-5ဆုံးရှိမှဖြစ်ပါတယ်ဒီတော့သာသနာ့တစ်ပါးပြိဿရဲ့သင်္ကန်း3-5ဆုံးရဖို့လွယ်ပါမလားမလွယ်ဘူးဟုတ်လားမလွယ်တဲ့အခါကျတော့ပြိဿကိုလူရတဲ့သင်္ကန်းလေးတွေဟာကြံတဲ့အချိန်မလူကျင်တာဘာတွင်ကာလမှာတော့ကြိုးစားပြီးတော့လှူပေးရတယ်။ဘာကြောင့်လဲအလိုအဆုံးအချိန်ဖြစ်လို့။ဘာဖြစ်လို့လဲ။ဟောဒီသင်္ကန်းကိုဝေယုံလိုက်ပြီဆိုရင်ဒီကိုယ်တော်လေးစိတ်ကြည်လင်စွာနဲ့စပြီးသင်နိုင်မယ်။ဟောဒီသင်္ကန်းကိုဝေယုံလိုက်ပြီဆိုရင်ဒီကိုယ်တော်လေးစိတ်ကြည်လင်စွာနဲ့တရားအားထုတ်နိုင်မယ်။ဒါကြောင့်အာလုံးတော်တို့တရားဓမ္မပေါင်းတော်ကောင်းတို့လူတန်းလိုက်တဲ့ဝါဆိုသင်္ကန်းသည်သံဃာကိုတကယ်ချမ်းသာအောင်လူလိုက်တဲ့သင်္ကန်းပရိယတိစာပေပฏิပတ်တိတရားဓမ္မသင်ယူအားထုတ်နိုင်ဖို့ရန်အတွက်ကြီးမားတဲ့အထောက်အပံ့လူတန်းလိုက်ရာဖြစ်တဲ့အတွက်ကြောင့်အဘေတကားပိတ်တဲ့သင်္ကန်းဟုတ်ပြီလား
ပြောပြိဿဝါတွင်ကာလမှာဆွမ်းနေလောင်နေသင်္ကန်းနေလူတဲ့ဝါဘာကာလကိုလည်းမိမထားပါနဲ့တဲ့ဒါကြောင့်နံပါတ်5အပေတကားပိတ်သွားတဲ့ပုဂ္ဂိုလ်ကဝါဆိုသင်္ကန်းလူဒန်းတဲ့ပုဂ္ဂိုလ်ဟုတ်ပြီလားပြောပြိဿရဲ့အပေတကားပိတ်သွားတာဘယ်နှယောက်ရှိလဲ15ရက်ဆွမ်းဝါသင်္ကန်းလူဒန်းတောက်ရီခံနဲ့နံပါတ်6အပေတကားပိတ်သွားတဲ့ပုဂ္ဂိုလ်ကတောက်ရီလူဒန်းတဲ့ပုဂ္ဂိုလ်ဘာလို့လဲပုဂ္ဂိုလ်လဲတောက်ရီကတောက်ရီစဉ်တောက်ရီတွင်တောက်ရီအိုးတောက်ရီသန့်ပြိဿရေအဲ့ဒီထဲမှာလူချင်းရေခဲစစ်တာမှလူလို့ရတယ်ဟုတ်လားလူချင်းလေးလားဒါပြိဿရေစဉ်းစားတော့တောက်ရီကိုသူပြိဿဘလို့နားလဲနေဟောသမင်းအသက်ရေအသက်တမနဲ့တို့ပြိဿတည့်ရရေမတော့ဖဲနေနိုင်မလားခဲပြိဿစဉ်းစားရင်ဟောဒီလောကကြီးထဲမှာလူပဲဖြစ်ပါစေတိရစ္ဆာန်ပဲဖြစ်ပါစေပြိဿရေရေဟာမရှိမဖြစ်တဲ့အာဟာရတစ်မျိုးပါပဲဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့ဒီဟာပြိဿရေဟိုးအနေဆုံးသောင်းသားအယသမားကနေအမြင့်ဆုံးဘုရားရဟန္တာဒီမလိုအပ်ဘူးလားဘုရားရှင်လည်းတောက်တော်ကြီးဖုံးမေးဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒီတော့ရေဆိုတာပြိဿရေအနေဆုံးသောင်းသားလိုပုဂ္ဂိုလ်အယသမားလိုပုဂ္ဂိုလ်အယူလိုပုဂ္ဂိုလ်ကနေအမြင့်ဆုံးဘုရားရဟန္တာဒီအဲ့ဒီပုဂ္ဂိုလ်တွေအတွက်ရေဟာမလိုအပ်ဘူးလားဟောဒီလောကရဲ့မှာပင်ပန်းလွန်တဲ့လို့စိတ်တွေမကြည်လင်တဲ့အချိန်အေးများတဲ့ရေကြည်လင်လေးတစ်ခွက်လောက်များသောက်သုံးလိုက်ရရင်ဟောဒီနှလုံးသားလေးအေးချမ်းပြီးတော့ကြည်လင်လန်းဆန်းသွားမယ်ဟုတ်ပြီလားနေပူပူကြီးထဲမှာမောမောပန်းပန်းပြန်လာတဲ့ခမည်းတော်တောက်ရည်လေးတစ်ခွက်တောက်လိုက်တဲ့အခါမှာဘာမှအဖက်တစ်ဖက်မှမပါပဲနဲ့အဲ့ဒီရေလေးဟာအေးချမ်းမသွားဘူးအဲ့ဒါပဲပြိဿရေရေဟာမရှိမဖြစ်သတ္တဝါတိုင်းအတွက်လိုအပ်တဲ့အရာဖြစ်လို့ဟောဒီရေကိုတောက်ရည်မှန်းပြီးတော့တောက်ရည်စဉ်တောက်ရည်ကံတောက်ရည်တွင်တောက်ရည်သံတောက်ရည်နဲ့ပတ်သက်တဲ့အရာတွေလူတန်းတဲ့ပုဂ္ဂိုလ်တွေဒီပြိဿရေအပေတကားပိတ်တဲ့အလူလူတယောက်ရဲ့အသက်တတ္တဝါတယောက်ရဲ့အသက်ကိုကေရရောက်မသွားဘူးလားပြောပြိဿရေဒီကိုမတော့ရဘူးအငတ်ထားအားချောက်ပြီးတော့ကြာရင်သိမသွားနိုင်ဘူးလားသိသွားနိုင်တယ်ဒါကြောင့်ပြိဿရေဟိုးအနေဆုံးအယူရောဒီမတော့ဖဲနဲ့ရပါမလားတရားသမားရောမင်းတို့ကဘိုးလိုသေးတယ်ရေရောအောင်ဟမ်ကဲပြိဿအယူအယသမားလို့ပုဂ္ဂိုလ်ကလည်းဟိုဘုရားရဟန္တာပြီးတော့ရေမတော့ဖဲနဲ့ရပါမလားအဲ့တော့ပြိဿရေအဲ့ဒီရေဟာဟိုးကျန်တဲ့တိရစ္ဆာန်တွေဓမ္မဘဝင်သီလမရှိတဲ့လူတွေတောက်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေအတွက်အသက်ရှင်ဝင်ရမယ်အဲ့ဒီတည်းမြတ်လာတဲ့ယဟန်တွေသူတော်ကောင်းတွေသောတာပန်သက္ကရာကအနာဂယဟန္တာဘုရားရှင်တို့တောက်သုံးလိုက်မယ်ဆိုရင်မိမိတို့တောက်သုံးလိုက်တဲ့ရေဟာအဲ့ဒီပုဂ္ဂိုလ်အတွက်အသက်ရှင်ရတဲ့အတွက်အဆက်ဖြစ်သွားတဲ့အခါဟောဒီပုဂ္ဂိုလ်တွေအသက်ရှင်နေပြီးတော့သာသနာတာဝန်တွေထမ်းရွက်သမျှကာလပတ်လုံးပရိယတိသာပေသင်တိုင်းစာအတိုင်းတစ်လုံးတိုင်းမှာမိမိတို့ရဲ့ရည်ကုသိုလ်တွေပါနေတယ်ပฏิပတ်တိတရားဓမ္မတွေအားထုတ်နေတဲ့ရှုမှတ်တဲ့စိတ်လေးတစ်ချက်တိုင်းမှာရေအလို့ရှင်ပုဂ္ဂိုလ်တွေရဲ့ရည်ပါနေတယ်ဒါကြောင့်ပရိသတ်ရေဖယားရလာအရိယာသူတော်ကောင်းတွေပုထုဇဉ်သူတော်ကောင်းတွေတောင်းသုံးလိုက်တဲ့မိမိတို့ရဲ့ရည်အေးလေးသည်အချင်းကြီးဖြစ်လာဒီပုဂ္ဂိုလ်ရဲ့မြင့်မြတ်တဲ့အဆင့်ကိုရောက်သွားတဲ့အဆင့်တိုင်းမှာမိမိတို့ရဲ့အလှဟာပါမသွားဘူးလားဒီဒါကြောင့်ပြိဿရေတောက်ရည်လေးလှူရရင်နည်းနည်းလေးပဲဆိုပြီးတော့အထင်မသေးနဲ့အဲ့ဒီတောက်ရည်လေးဟာပြိဿသောတာပန်ဖြစ်မဲ့ပုဂ္ဂိုလ်သက္ကရာကံဖြစ်မဲ့ပုဂ္ဂိုလ်အနာဂံဖြစ်မဲ့ပုဂ္ဂိုလ်ယဟန္တာတစ်ဆင့်ပြီးတစ်ဆင့်ဖြစ်မသွားနိုင်ဘူးလားဒါကြောင့်ပြိဿရေမိမိတို့ဒီတောက်ရည်နဲ့ပတ်သက်တဲ့အလှလေးလှူလိုက်ရင်နေကြတဲ့ပုဂ္ဂိုလ်တွေသီလမရှိတဲ့ပုဂ္ဂိုလ်တွေအသက်ရှင်ခွင့်ချမ်းသာခွင့်ရမယ်မြင့်မြတ်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေတောင်းသုံးလိုက်ရင်မိမိတို့ရဲ့ရည်သည်အစဉ်တန်းမြင့်တဲ့စာပေအစဉ်တန်းမြင့်တဲ့တရားဓမ္မတွေရာကြောင်းထောက်ပံ့ကောင်းတဲ့အလူဖြစ်သွားပါပြီဒါကြောင့်တောက်ရည်လူရန်တဲ့ပုဂ္ဂိုလ်တွေအပေတကားပိတ်တဲ့နံပါတ်6ပုဂ္ဂိုလ်ဘယ်နှယောက်ပြီးသွားပြီလဲပြိဿရေပြန်ပြီးတော့ပြောမယ်နံပါတ်1အပေတကားပိတ်တဲ့ပုဂ္ဂိုလ်နံပါတ်2နံပါတ်3နံပါတ်4နံပါတ်5နံပါတ်6မလီသူတို့ကြတော့စဉ်းစားပြောနေရင်ဒီကဘုညာစဉ်းစားခြင်းကိုမရဟုတ်လား
အဲ့တော့ပြိဿဘယ်နှယောက်ပြီးသွားပြီလဲ6ယောက်တဲ့အဲ့ဒီ6ယောက်ထဲမှာငါတို့ပါဝီနာလို့ကိုဆင်ញင်ကြည့်လိုက်တဲ့အခါဗါတယ်လေပါဝီနာပါပြီမို့လားတော်ရုပ်ပေါ့ဗျာအဲ့ဒါဆိုပြန်ရအောင်ဟုတ်လား15ရက်သွမ်းဝါသင်္ကန်းလူရန်တောက်ရီကံကျောင်းလူတဝါနိဗ္ဗဒပုံညာရှိသူမှန်နဲ့နံပါတ်9သောတာပန်ပုဂ္ဂိုလ်ကဲ့သို့အဘေဒကပိတ်သွားတဲ့ပုဂ္ဂိုလ်ကကျောင်းလူတန်းတဲ့ပုဂ္ဂိုလ်ပြိဿရဲ့ဘာလူတဲ့ပုဂ္ဂိုလ်လဲကျောင်းလူတဲ့ပုဂ္ဂိုလ်တဲ့ပြိဿရဲ့ဓမ္မယုံလူမဲ့ကျောင်းလူမဲ့ဇေယလူမဲ့အသက်လူမဲ့အဟောင်းပြင်းမဲ့ပြိဿရဲ့မိမိတို့လှူဒန်းလိုက်တဲ့ကျောင်းမိမိတို့လှူဒန်းလိုက်တဲ့ဓမ္မယုံမှာအယံလေးပြတာကကြွလာမဲ့တန်ဃာတွေဟောဒီကျောင်းပေါ်မှာမိုးလုံးလေးလုံးနေလုံးမိုးလုံးပြီးတော့မှသတင်းသုံးချမ်းချမ်းသာသာနေထိုင်ခွင့်ရရင်ဒီကျောင်းပေါ်မှာသတင်းသုံးတဲ့တန်ဃာတွေပြိဿတွေစာပေသင်ရတာစိတ်ဖြောင်းနေတရားဓမ္မတွေကျင့်ရတာစိတ်ဖြောင်းနေဟုတ်တယ်မို့လားပြိဿအိမ်မှာမိုးမလို့ဘူးဆိုရင်စိတ်ချမ်းမြေ့အိမ်မှာမိုးမလို့ဘူးဆိုရင်စိတ်ချမ်းမမြေ့သလိုပဲပြိဿချင်းကြီးများလာပြီဆိုရင်စိတ်ချမ်းသာရင်ရင်းကြီးများလာပြီဆိုရင်ဟောပြိဿသံဃာတော်အရှင်မြတ်တွေကိုပြိဿရဲ့ဘယ်သံဃာလို့မယီမှန်းနဲ့အရင်လေးမျက်နှာကြွလာမဲ့သံဃာတော်အရှင်မြတ်တွေဟောဒီကျောင်းပေါ်မှာချမ်းချမ်းသာသာနဲ့သတင်းသုံးနိုင်ကြပါစေငါတို့ဒီသံဃာကိုယီမှန်းပြီးတော့ကျောင်းအလူကြီးတူရန်လိုက်မယ်လို့သံဃိကာကျောင်းသက်ဆောင်လူရန်ရင်ဟောကျောင်းရည်တစ်ဆောင်တို့ပြိဿမတက်နိုင်ဘူးဆိုရင်အားငယ်စရာမလိုဘူးတဲ့အများကောင်းမှုပေါင်းစုံနေတဲ့ကျောင်းအလူထဲမှာမိမိရဲ့ချွေးနီးသာတက်နိုင်သလောက်ဆွနိုင်သလောက်လေးသွားပြီးတော့လှူဒန်းလိုက်မယ်ဆိုရင်လည်းကျောင်းကကျောင်းအမဖြစ်တာပါပဲမဖြစ်ဘူးလားဒီတော့နံပါတ်9အပေရကပိတ်တဲ့ပုဂ္ဂိုလ်တွေကတော့ပြိဿရဲ့ကျောင်းတူတန်းတဲ့ပုဂ္ဂိုလ်တွေတဲ့ဘာလူဒန်းတဲ့ပုဂ္ဂိုလ်တွေလဲတို့ပြိဿကျောင်းလူပြီးပြီလားမလူရသေးဘူးလူနဲ့မလူချင်ဘူးလားမေးပါဦးမယ်ဘယ်သူเจ้าမှလူမှာတော့ဟမ်ကိုတော်ကြီးစကားမခေါ်နဲ့တတိယတို့ဝါဆိုเจ้าမဲ့သွားမှာပေါ့ဟုတ်လားမိစီမကိုကြီးလာပါဘူးဗျာဟုတ်လားကဲပြိဿဘယ်เจ้าမှလူတန်ဃာကိုယီမှန်းပြီးတော့เจ้าအလူတူတန်းလိုက်ရင်အဲ့ဒီเจ้าအလူတူတန်းတဲ့ပုဂ္ဂိုလ်ကြတော့ပြိဿရေအများကြီးရသွားတယ်ဟုတ်လားအာဝါသဒါနသမိန်တိလေသဗ္ဗဒါနဒိနာမေဝဟောတိအာဝါသဒါနသမိန်အယလေးမျက်နှာသံဃာတွေကြွလာရင်ချမ်းသာသာသတင်းသုံးမရဤမှန်းပြီးတော့ဗိမာန်သာဆန်းကြောင်းသင်္ကန်းကိုဒီနေ့ပေးလိုလိုက်သည်ရှိသောသဗ္ဗဒါနလုံးစုံသောဒါနမျိုးစုံတို့ကိုဒိနာမေဝပေးလိုလိုက်သည်မြည်တော်သည်သာသည်ဟောကျောင်းအလူကြတော့မြတ်စွာဘုရားကအဘိဓာချီးမွမ်းခဲ့တယ်ဟုတ်လားချစ်သားမိတို့တဲ့အယံမြင်နာကကြွလာမဲ့တန်ဃာတွေချမ်းချမ်းသာသာသတင်းသုံးနိုင်ပြီးတော့စာပေတွေသင်ကြားနိုင်ပါစေတရားဓမ္မတွေအားထုတ်နိုင်ပါစေလို့ရည်ရွယ်ပြီးတော့ကျောင်းအလူလူလိုက်ရင်အဲ့ဒီကျောင်းအလူလူတန်တဲ့ပုဂ္ဂိုလ်တွေကြတော့အာယုအသက်ရှိခြင်းအလူဝနာဆင်းလာခြင်းအလူဒုက္ခကိုချမ်းသာစိတ်ချမ်းသာတဲ့အလူဗလကျမ်းမာရေးတွေကောင်းမှုပြီးတော့ခွန်အားဗလပြည့်စုံတဲ့အလူပฏิပါဏာဉာဏ်ပညာတွေထိုးထွင်းပြီးတော့စာမေဝဲတွေအောင်တဲ့အလူတရားဓမ္မတွေတွေ့တဲ့အလူကိုလူတန်းရာရောက်ပါတယ်လို့မြတ်စွာဘုရားကနံပါတ်9အပေတကားပိတ်တဲ့ပုဂ္ဂိုလ်ကြတော့အကျိုးတွေမြောက်များစွာပေးပြီးတော့အပေပိတ်တဲ့ပုဂ္ဂိုလ်9ယောက်ကိုထုတ်လိုက်တယ်ပြိဿရေဟုတ်လားဒီတော့အဲ့ဒီထဲမှာပြိဿနည်းနည်းလေးတို့ပြိဿပြီးကနေဝမ်းမြောက်ဖို့ပြောရတယ်ဝေလာမပုံနာကြီးဆိုတာဝေလာမသုတ်တံမှာမြတ်စွာဘုရားဟောတာဝေလာမပုံနာကြီးဟာသာသနာ့ဘာပုဂ္ဂိုလ်တွေကိုသာသနာ့တွင်ကပုဂ္ဂိုလ်တွေမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုသူဟာ9နှစ်9လ9ရက်ထမင်းချောင်းစီးပြီးတော့မောင်းတီးတူခဲ့တဲ့အလူကြီးကိုမြဲတမ်း9ရက်9လ9နှစ်9ရက်တူခဲ့တာပြိဿရဲ့ကဲနင်းနေတော့အလူကြီးဟောရတာဒါပေမဲ့လို့ပြိဿရဲ့ဝေလာမပုံနာကြီးရဲ့သာသနာတွင်ကမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုလူတန်းနဲ့သီလမရှိတဲ့ပုဂ္ဂိုလ်တွေလူတန်းလိုက်တဲ့အလူကိုဘုရားကချီးမွမ်းတော်မမူဘူးဗျာဟုတ်လားပုံနာကြီးရဲ့မင်းဒီသာသနာ့ဘာကာလမှာထမရေချောင်းသိပြီးတော့မောင်းတီးအောင်တူရင်လူပါစေမင်းလူတန်းလိုက်တဲ့လူတွေကသောတာပန်ယဟန်တစ်ပါးကိုဓမ္မမဝင်သောတာပန်ပုဂ္ဂိုလ်ကိုဆွမ်းတနတ်ကပ်ရတာလောက်တန်ဖို့မရှိသေးဘူး
နဲ့ကဲခုနှစ်နှစ်ခုနှစ်လခုနှစ်ရက်လူခဲ့တဲ့အလူကြီးဟာသီလမရှိတဲ့အလူတွေကိုလူတွေကိုလှူလိုက်တဲ့အတွက်သောတာပန်ပုဂ္ဂိုလ်တယောက်သောတာပန်ပုဂ္ဂိုလ်တစ်ပါးကိုဆွမ်းတက်နဲ့ကတ်တဲ့အလူလောက်အကျိုးမများသေးဘူးလေဟုတ်လားပြည့်တဲ့ step by step သွားမယ်နော်သောတာပန်တရားကိုဆွမ်းလောင်းလူဆွမ်းကပ်ပင်ကံရတော်လဲသက္ကရာကံတစ်ပါးကိုလူတဲ့ဆွမ်းကားပူပြီးတော့အကျိုးများတယ်သက္ကရာကံပုဂ္ဂိုလ်တရားကိုဆွမ်းလူတဲ့ကောင်းကျိုးတဲ့အနာဂံပုဂ္ဂိုလ်တစ်ပါးကိုဆွမ်းလူရတဲ့ကောင်းကျိုးကပူပြီးတော့မြတ်တယ်အနာဂံတရားကိုဆွမ်းလူရတဲ့ကောင်းကျိုးတဲ့ယဟန္တာပုဂ္ဂိုလ်တရားကိုဆွမ်းလူယဟန္တာပုဂ္ဂိုလ်တစ်ပါးကိုဆွမ်းလူရတာကပူပြီးတော့မြတ်တယ်ယဟန္တာပုဂ္ဂိုလ်အပါတရားကိုဆွမ်းကရခြင်းတဲ့ပြည့်စေကဗုဒ္ဓရှင်တစ်ပါးကိုဆွမ်းကရတာကပို့ပြီးတော့မြတ်တယ်ပြည့်စေကဗုဒ္ဓအပါတရားကိုဆွမ်းကရခြင်းတဲ့ငါကဲ့သို့သောသဗ္ဗညုဘုရားရှင်ကိုရောမြတ်တစ်ပါးကိုဆွမ်းကရတာကပို့ပြီးတော့မြတ်တယ်ဆက်ပိုင်းဆက်တော့ငါကဲ့သို့သောဘုရားရှင်ကိုရောမြတ်ကိုဆွမ်းကရခြင်းတဲ့ငါနှင့်တကွာနှုတ်ပါသံဃာများစွာကိုဆွမ်းအလူလှူရတာကပို့ပြီးတော့မြတ်တယ်ကဲတို့ပြိဿမြတ်စွာဘုရားဟာတန်ဃာကိုအဲ့ဒီမှာဥစားမပေးခဲ့ဘူးလားငါဘုရားကိုလှူတဲ့ဆွမ်းတဲ့ကွာတဲ့ငါဘုရားတပါးလည်းမဟုတ်ပဲနဲ့ငါဘုရားနဲ့နောက်ပါတန်ဃာတွေကိုပါရည်မှန်းပြီးတော့လှူတဲ့ဆွမ်းကပို့ပြီးတော့အကျိုးများပါလေတဲ့ကဲတို့ပြိဿရလိုက်တဲ့အကျိုးတွေနည်းသလားအဲ့ဒီကနေမှဘုရားနောက်ဆုံးဗာနဲ့ပြိလိုက်လဲဆိုရင်ငါဘုရားနဲ့တကွာနောက်ပါသံဃာများစွာကိုဆွမ်းလူရတဲ့ကောင်းကျိုးတရားတဲ့အယံလေးမျက်နာကကြွားလာတဲ့သံဃာတွေဖေသံဃာမဆိုတရင်သုံးပါစေချမ်းချမ်းသာသာတရင်သုံးနိုင်မှုကြောင်းတစ်ဆောင်ဇယက်တစ်ဆောင်ဓမ္မယုံတစ်ဆောင်ကိုလှူဒန်းလိုက်မယ်ဆိုရင်တော့အဲ့ဒီအလူကအသာဆုံးအမြတ်ဆုံးပါရှင်းလားပြတ်တို့ပရိသတ်ကနောက်ဆုံးမြတ်စွာဘုရားပြောတဲ့ကြောင်းအလူထဲမှာဓာတ်ရိုက်မရောက်သေးပေမဲ့မြတ်စွာဘုရားကိုဆွမ်းလူရတဲ့အကျိုးတဲ့ဘုရားနဲ့သံဃာကိုလှူရတဲ့ဆွမ်းအကျိုးကပုံမြတ်တဲ့ပုဂ္ဂိုလ်တွေထဲမှာပါမသွားဘူးလားဒီဒါကြောင့်ဒုက္ခဓမ္မပေါသူတော်ကောင်းနေဘုရားရှင်တို့ချီးမွမ်းတဲ့အလူကြီးကိုလှူဒန်းလိုက်ကြပါပြီမြတ်စွာဘုရားပေးခဲ့တဲ့ကောင်းစုတွေကသောတာပန်ပုဂ္ဂိုလ်တွေလိုပဲအပေတကားပိတ်တဲ့အလူကြီးကိုရလိုက်ကြပါပြီဟုတ်လားကျောင်းလူတော်ဝါနိဗ္ဗာန်ပုံညရှိသူမှန်နိဗ္ဗာန်ခိုင်နေမြဲတဲ့အဲဒီကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေမှန်ရင်သောတာလိုပဲဂတိမြဲသူလည်းပေမပြန်နဲ့သောတာပန်ပုဂ္ဂိုလ်မှန်ရင်ငရေတိဋ္ဌာပြိတ္တာအတုရကအပေ၄ပါးကိုမရောက်တော့ပါဘူးသောတာပန်အပေကြသေးရဲ့လားအဲ့ဒီသောတာပန်ပုဂ္ဂိုလ်တွေအပင်မကြတော့သလိုပါပဲအခုငါဘုရားရှင်ကိုယ်တော်များဟောကြားလိုက်တဲ့အပင်မကြောက်တဲ့9ယောက်ထဲမှာပါအောင်ကြိုးစားနိုင်ဖြင့်အာလုံးသောသေတရားဓမ္မပေါင်းသူတော်ကောင်းတို့လည်းပဲအပင်၄ပါးတကားပိတ်ပါပြီလို့ဘုရားရှင်ကိုယ်တော်မြတ်ကအပင်ပိတ်တဲ့ပုဂ္ဂိုလ်9ယောက်ထုံနှုတ်လို့မိန့်တော်မူခဲ့ပါပြီဟုတ်လားကဲတို့ပြိဿအပေသိမသွားဘူးလားဝန္တာပါဒီတော့ဒီအပေကခဏလေးသိမှလားအကြာကြီးသိမှလားဟောဒီနေ့မှာသွန်သိမွဲဆောင်အောင်မွေးကြီးကိုကျင့်ပါသလိုနောက်နေ့ဒီမှာလည်းသွန်သိမွဲဆောင်အောင်မွေးကြီးတွေရအောင်ကျင့်ပါနိုင်ကြပါစေဟောဒီဝါတွင်3လကနေဝါဘတိုင်အောင်လေးတစ်ပြေးနဲ့ကြိုးစားအားထုတ်နိုင်ကြပါစေမိမိတို့ရလာတဲ့ဒါနမိမိတို့ရလာတဲ့သီလဥစ္စာယနာတွေကနေပြီးတော့ဘုရားတော်သံဃာတော်ရှင်မြတ်တွေကိုယီမှန်ပြီးတော့ဒါနနှစ်တွေထုံနိုင်ကြပါစေသီလနှစ်တွေထုံနိုင်ကြပါစေဘာဝနာနှစ်တွေထုံနိုင်ကြပါစေလို့ဦးဇင်းတို့ဆုတောင်းဆန္ဒပြုရင်းနဲ့ပြိဿရဲ့တဏှာကြီးခွဲတိတိတရားဟောပြပါလေဟုတ်ပြီလားရှင်းတတ်တော့ဟုတ်ပြီလားဒေတိတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစေတေနာသာတုသာတုတိပါသထာသာရောတရားနာလာကြပါတဲ့မြာကလည်းမပေါင်းသူတော်ကောင်းတို့ဒုံမေတေနာဓမ္မပေါင်းသူတော်ကောင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်သတ်ရှင်သောဘုဒ္ဓအဖျားဖျားကိုပေးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်ဒီကံအထံတော်မှာဒေတိတံတသိခံငါဟောကြားအပ်သောဒီမဓမ္မသေသနံဟောဒီခုနှစ်ချက်နဲ့မြောင်ကြိုးစားရင်ဖြင့်အပေတကားပိတ်ပါလေဆိုတဲ့
အပေကိုပိတ်စေတဲ့ပုဂ္ဂိုလ်9ယောက်အကြောင်းနှင့်ဆက်ရှင်သောဤတရားဒေသနာကိုသူနှင့်တဝါကောင်းစွာယုတိနာကြားကြကုန်ပြီးသည်ဖြစ်၍အဘိနန္ဒနာစိတ်တေနာလုံးနှင့်သာရွှင်လန်းဝမ်းမြောက်ဝမ်းသာပိတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာငါတို့ရဲ့ချွေးနီးစားလိရင်းပြီးတော့တဝါတွင်လုံးလောင်းလို့ခဲ့တဲ့ဆွမ်းဒါနကုသိုလ်တွေမနက်ဖြန်မှာစေရမယ်ချပြီးတော့လူတန်းရမယ်အနိကဒါနကုသိုလ်တွေသည်ငါတို့အတွက်အပေတကားတော်ပြိနိုင်တဲ့အကျိုးတရားကြီးကိုရလိုက်တာပါလားယင်လို့မိမိတို့ရလိုက်တဲ့ဒါနရဲ့ကောင်းကျိုးပေါ်မှာပုဗ္ဗမုံသပ္ပရစေတနာသုံးပြညီညွတ်စွာဖြင့်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာထားသုံးချိန်သုံးဝနှုံမြတ်ဟာ၍ကောင်းစွာမသွေကျူရင်လိုက်ကြလေကုန်ရာသတည်း